နားဆင်သူပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Audioverse မြန်မာကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ် Audioverse မြန်မာကိုအမြဲတမ်းပဲအားပေးနားဆင်ပေးကြတဲ့နားဆင်သူအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရဲ့ရှင်နားဆင်သူတို့ရဲ့ view တစ်ခုချင်းစီ like တစ်ချက်ချင်းစီ comment တစ်ချောင်းချင်းစီတိုင်းကကျမတို့အတွက်နောက်ထပ်ဇာတ်လမ်းကောင်းတွေဗီဒီယိုကောင်းတွေကိုဆက်လက်ပြီးတော့ဖန်တီးနိုင်ဖို့အတွက်အကြီးမားဆုံးခွန်အားတွေပါပဲဒီဗီဒီယိုလေးကိုနားဆင်ပြီးသွားပြီဆိုရင်စာလေးတစ်ကြောင်းပဲဖြစ်ဖြစ် emoji ဒါမှမဟုတ် sticker လေးတစ်ခုပဲဖြစ်ဖြစ် comment မှာမျှဝေပေးသွားကြပါဦးနော်နားဆင်သူတွေရဲ့အားပေးမှုတွေအကြံပြုမှုတွေနဲ့ချစ်ခင်မှုတွေက Audioverse မြန်မာကိုရှေ့ဆက်ပြီးတော့လမ်းနိုင်မှုအတွက်အမြဲတမ်းအင်အားဖြစ်နေပါတယ်အမြဲတမ်းအတူတူရှိပေးပြီးတော့အားပေးနားဆင်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီနေ့မှာတော့စာရေးသူမတ်အိုစာရေးသားထားတဲ့တရေကြီးအတာဆိုတဲ့ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးသွားအောင်မှာဖြစ်လို့နားဆင်ခန်းစားပေးကြပါအောင်နော်ကျမတို့ရဲ့နောက်ထပ်ဇာတ်လမ်းတင်လေးတွေကိုလည်းလက်မလွတ်ရအောင်လို့ channel လေးကို like and subscribe တွေလုပ်ထားပေးဖို့လည်းမမေ့ကြပါနဲ့ဦးနော်လွတ်လပ်ရေးကာလအညာဒေသရှိစီမီရွာလေးရဲ့နှွေကာလကသူရိန်နေမင်းနဲ့အပြိုင်တောက်ပစွာတောက်ဝင်လှုပ်ရှားနေတယ်ရွာဝင်လမ်းအတိုင်းတရွေ့ရွေ့နဲ့မောင်းနှင်သွားတဲ့လှဲရင်ကြော်လေးတစ်စီးအဲ့ဒီလဲပေါ်မှာတော့ပိုးပြော့လုံကြီးဇာအင်ကြီးပါလေးနဲ့မြို့ဆန်စွာဝတ်ဆင်ချဲတာထားတဲ့အသက်20ကျော်အရွယ်အမျိုးသမီးတဦးလဲနောက်မှာတော့နွန်းနွန်းဖက်ဖက်အဝတ်အစားနဲ့လူငယ်လေးတစ်ယောက်အမျိုးသမီးကနတာရက်တောင်လေးကိုတစ်ဖြက်ဖြက်ခတ်ရင်းနဲ့အော်ပူလိုက်အိုက်လိုက်တာနော်လဲရလေမြ мян မောင်းစမ်းမှာအိမ်ရောက်ချင်လာပြီဟဲ့စံဖေးတွားနေအိမ်ကိုပြေးပြီးပြောထားစမ်းငါပြန်လာတာကိုအိပ်ရာပြင်ထားလို့ငါနားချင်လာပြီအဲ့ဒီလိုလှမ်းပြီးတော့ပြောလိုက်တယ်လဲအနောက်မှာထိုင်နေတဲ့ကောင်လေးကသူမရဲ့အပြောကြောင့်လဲပေါ်ကနေခုန်ဆင်းပြီးတော့ပြေးထွက်သွားတော့တယ်အပြေးတစ်ပိုင်းလာနေတဲ့စံဖေးကိုတွေ့မြင်လိုက်တဲ့ရွာသူတယောက်ကအလိုငါစံဖေးပါလားနင်တို့မျိုးကနေပြန်လာကြပြီပေါ့ဟဲ့နင်ဘာလို့ပြေးနေတာလဲတကြီးအိမ်ကထွက်မပြေးပါဘူးတော့အဲ့ဒီလိုလှမ်းပြီးတော့စကားဆိုလိုက်တယ်မဟုတ်ဘူးမတ်တုတ်ရဲ့တကြီးသမီးကခရီးပန်းလာတယ်လေဗျာဒါကြောင့်အိမ်ကိုအရင်သွားပြီးတော့ပြင်ဆင်ခိုင်းမလို့ဗျဟဲ့တကြီးသမီးတောင်ပြန်လာပြီပေါ့မျိုးကဘာတွေများအစမ်းအထွေပါတယ်လေငဆန်ဖေးရဲ့မတ်တုတ်ရဲ့ဆက်စုစကားကြောင့်စံဖေးကပါလာတာတော့အများကြီးပဲအစမ်းအထွေကတော့ရွှေတဆုပ်ပါတယ်ပြောတာပဲဗျသွားပြီဗျစံဖေးကအဲ့ဒီလိုအလင်းစလိုပြောပြီးတော့ဆက်ပြေးသွားတယ်မတ်တုတ်ကမျက်လုံးထောင်းကပ်ပြီးတော့စဉ်းစားဟန်ပြူရင်းနဲ့ရွှေတဆုပ်ဒါသတင်းတူပဲရောင်းမတွေစီကိုအမြန်သွားပြောကြည့်မှအဲ့ဒီလိုတွေးပြီးတော့အပေါင်းအသင်းတွေရှိရာစီကိုအိုးတီလိုက်ပါတော့တယ်ရွာလည်းရက်ကန်းစင်မှာရှိတဲ့ရွာသူတွေကမတ်တုတ်ရဲ့သတင်းကြောင့်ဟင်တကြီးသမီးရွှေဝယ်လာတယ်ဆိုတော့ပုံစံတွေမြင်ရကြသေးရဲ့ဟိုတခါတော့ကသူမျိုးကပါလာတဲ့ဒေါင်းပရက်ကြီးဆိုလေလှချက်ကကန့်ကုန်တော့ကျုပ်တို့ငမွဲတွေအဖို့တော့တကြီးသမီးမျိုးကနေဝယ်ချမ်းလာတဲ့ဟာတွေကိုကြည့်ပြီးတော့တရေရိုတဲ့ဘဝနဲ့ကျင်နေရတာမဟုတ်လားလာကြရေးတောင်မိုင်းကအေးစိန်တို့စီကိုသတင်းပို့ရင်းနဲ့တကြီးအိမ်ကနေတွားချိုကြရအောင်အေးဒီနောက်မှာတော့ရွာသူတတိုက်နဲ့ရွာသားတချို့ကတကြီးအိမ်ဘက်ကိုခြေတက်သွားကြပါတော့တယ်တကြီးဥပွင့်တယောက်နှစ်ထပ်ပြင်အောင်အိမ်ကြီးရဲ့အပေါ်ရက်ကနေလှမ်းကြည့်ရင်းနဲ့မျက်လုံးပြူးသွားတယ်။ဒါကြောင့်စေးပြင်းလိတ်ကြီးကိုပါဇက်ကနေဖယ်လိုက်ပြီးတော့ဟေးလူတွေများလာကြည်လားကွ။ငါဝိုင်းထဲကိုဘာလာလောက်ကြတာတော့ဟာ။အဲ့ဒီလိုလှမ်းမိလိုက်တယ်။ဒီအချိန်မှာပဲစံဖေးဝိုင်းထဲကိုရောက်လာတယ်လို့ရွာသားတယောက်ကတကြီးပွင့်သမီးမျိုးကပြန်လာပြီဗျ။ထုံးစံတိုင်းမို့တကြီးဟဲကျုပ်တို့ကမျိုးကပါလာမဲ့ထွေထူးလေးတွေကိုလာကြည့်ကြတာပါဗျ။အဲ့ဒီလိုမောကြည့်ရင်းနဲ့ပြောလိုက်တယ်တကြီးဥပွင့်ကဆေးပြင်းလိတ်ကြီးပြန်ခဲရင်းရနေအေးမင်းတို့လည်းတဲခတ်ကြတကူငါသမီးမျိုးကပြန်လာတိုင်းဆက်စုကြတာအမောပဲဒုက္ခအဲ့ဒီလိုရေရွတ်ပြီးတော့အိမ်ထဲကိုပြန်ဝင်သွားတယ်ဒီအချိန်မှာပဲလှဲရင်ကခြံဝိုင်းထဲကိုမောင်းဝင်လာတယ်ရွာသူတွေကလှဲအနီးကိုဝိုင်းအောင်သွားပြီးတော့ဟဲပွင့်မော်တို့မြို့ကပြန်လာတာများအသားတွေပိုးဖြူလာတဲ့တော့မျက်နှာလေးကိုနှုတ်ဖက်လို့အဲ့ဒီလို
မြောက်ပင်စကားဆိုကြကုန်တယ်။ပွင့်မော်ကတော့လဲပေါ်ကနေဆင်းလိုက်ရင်းနဲ့အပိုရီတော်တို့လာတာကြောက်သိပါတယ်။ပစ္စည်းတွေလာကြည့်ကြတာမဟုတ်လား။အဲ့လိုပြောပြီးတော့ကိုပြစ်မှာခြေပြစ်လက်ပြစ်ထိုင်ချလိုက်တယ်။ဟီဟီဒါလည်းဟုတ်ပါတယ်အေးကျုပ်တို့ကညီလိုမျိုးမသွားနိုင်ဘူးလေ။အဲ့ဒါကြောင့်ညီဝဲချမ်းလာတာလေးတွေကိုပဲတရေရိုရတာဟာဘာတွေပါလဲ။ရွာသူတွေရဲ့အမေကြောင့်စံဖေကအထုပ်ပိုးတွေကိုလဲပေါ်ကနေချပေးလိုက်တယ်။ရွာသူတတိုက်ကအထုပ်ပိုးတွေဖြီနေတဲ့ပွင့်မော်ရဲ့လက်ကိုစိတ်လိုရှားစွာနဲ့ငေးဆိုင်ကြည့်နေကြတယ်။ရွာဝင်းမှာစံဖေနဲ့ဆုံခဲ့တဲ့မတုတ်ကနင်ရွှေတဆုပ်ပါလာတယ်ဆိုအဲ့ဒါလေးပဲအရင်ပြစမ်းပါအေးအဲ့ဒီလိုတောင်းဆိုလိုက်တယ်။တကြီးသမီးပွင့်မော်ကလက်ဆွဲအိတ်ထဲကနေအထည်စားတစ်ထပ်ကြီးကိုဆွဲထုတ်လိုက်တယ်။အစင်တူဝင်မဲ့အယောင်ကွဲတဲ့အထည်စားတွေ။အော်နေရလဲဟာရွှေရင်ပြပါဆိုမှအထည်တွေပြနေတယ်။ဟုတ်တော့မတုတ်ပဲရွှေတဆုပ်ပြဆိုရွှေတဆုပ်ဆိုတာအခုမှမြို့မှာနာမည်ကြီးနေတဲ့အထည်စားအရှင်။ပွင့်မော်ရဲ့စကားကြောင့်ရွာသူတွေကမျက်လုံးအပြူသားနဲ့ဟမ်ရွှေတဆုပ်ပါလာတယ်ဆိုတာနင်ရွှေဝယ်လာတာမဟုတ်ဘူးလားအထည်စားကြီးအေးအော်ရွှေကတော့လက်ကောက်2ရံပဲလုပ်ခဲ့တယ်မြို့ကဗရိမာပဲအထားတုံးရှစ်ရွှေတဆုပ်ဆိုတာဒီထည်တွေပဲဒီမှာကြည့်ကြပွင့်မော်ကပြောဆူဆူအထည်တစားကိုယူပြီးတော့လက်ထဲမှာလုံးချေပြလိုက်တယ်ရွာသူတွေကသူမလုပ်ပြတာကိုမျက်တောင်မခတ်စတမ်းငေးဆိုင်ပြီးတော့ကြည်နေတယ်ဟောမှတွေ့လားအခုလိုလုံးချေလိုက်တော့လက်တဆုပ်စာလေးပဲရှိရလေအထဲမှာရွှေမုံတွေလည်းပါတယ်ဒါကြောင့်သူ့ကိုရွှေတဆုပ်လို့ခေါ်တာရှင်အေးဟုတ်ပါရဲ့တကယ်ကိုလက်တဆုပ်စာပဲရှိတာ哦ဒီထဲစားမျိုးမကြုံမှုပေါင်တော့လက်လေပွဲကြည့်နေရတယ်လို့ပဲအော်ရွှေတဆုပ်ရွှေတယ်တွေမဟုတ်ပဲနဲ့အထဲစားကြီးပဲလုံးချေပြလိုက်ပုံများလက်တဆုပ်စာပဲရှိတာအန်ချက်တော့ဒါလဲထူးဆန်းတဲ့အထဲစားပဲအေးမြောက်ပိုင်းကကောင်မတွေကိုရွှေတဆုပ်အကြောင်းဖောက်တယ်ချရကြည့်သေးရဲ့အဖကြီးကျုပ်မျိုးကပါလာတဲ့မုတ်ပဲသေးစားလေးတွေဆရာတော်ကြောင့်ဦးပြပြလေးသွားကတ်အောင်မယ်တော့အဖရောလိုက်ခဲ့ပါလားပွင့်မော်ကစားတောက်ဖွယ်ရာတွေကိုစပွဲပေါ်တင်ရင်းနဲ့မေးလိုက်တယ်တကြီးကပလက်ကလထိုင်မှာထိုင်ပြီးတော့ဒူးကောင်းနှိမ့်နေရကနေမလိုက်တော့ပါဘူးလုံမလေးရဲ့အဖဒူးတွေပြန်ကြိုက်နေတယ်စံဖေးကိုတောင်စိတ်ဖို့ခိုင်းနေရတယ်ကွလုံမလေးပဲသွားကြည့်တော့အဲ့ဒီလိုပြောလိုက်တဲ့အတွက်သူမတယောက်တည်းဆရာတော်ကျောင်းဘက်ကိုထွက်ခဲ့ရတယ်။ပွင့်မော်ကဆရာတော်ကျောင်းသွားရလမ်းဖြစ်တဲ့ထမ်းမေစုလမ်းအတိုင်းတရွေ့ရွေ့နဲ့ရှောက်ခဲ့တယ်။မျက်နှာချင်းဆိုင်ဘက်စီကနေလူတန်ကြားလိုက်ရတဲ့အတိုင်းခေါင်းငိုက်ဆိုင်ရှောက်နေတာကနေသူမလှမ်းပြီးတော့ကြည့်လိုက်မိတယ်။သူမမျက်မှောင်ကျုံသွားရင်းနဲ့စိတ်ညစ်ညူတဲ့ဟန်ကိုပြောင်းသွားပါတယ်။မျက်နှာချင်းဆိုင်မှာရှောက်လာတဲ့လူ3ယောက်အရက်မိုးဟန်တိုင်းကွက်နေပြီးတော့ရှောက်လာကြသလိုပါဇက်ကလည်းပြောချင်အောင်ပြောနေကြတယ်။သူမဖုန်းကြီးเจ้าအောင်မသွားတော့ဘဲနဲ့လှည့်ပြန်လိုက်ဖို့စဉ်းစားလိုက်တယ်။ဒါမဲ့သူမရဲ့အတွေးတွေကနောက်ကျသွားပါပြီ။အမိုးသမားတယောက်ကတရင်တရိုင်ခြေလမ်းနဲ့သူမရှိရာကိုပြေးလာတယ်။နောက်လှည့်ပြန်ဖို့ပြင်နေတဲ့သူမရဲ့အရှိကနေပိတ်ရက်လိုက်ရင်းကနေဟွန်းဒါကဘယ်ပြေးမလို့လဲပွင့်မော်ရဲ့မတွေ့ရကြလို့ပိုချောပြီးတော့လှနေတယ်ကွာငါလေနင့်ကိုတတိယနေတာဟာသိရလားအဲ့ဒီလိုရိုင်းတိုင်းတိုင်းနဲ့ပြောလာတယ်ဒီမဲ့တာငါအခုဖုန်းကြောင်းသွားမလို့နင်မနှောက်ရှက်ပါနဲ့နင့်လမ်းကိုနင်သွားစမ်းပါမိုးနေရင်လည်းအေးဆေးနေအတာဆိုတဲ့လူငယ်ကအရက်ပလင်းကိုခါကြကနေဆွဲထုတ်လိုက်ရင်ကနေဟောဒီအရက်တော့လို့ငါမိုးနေရလို့ထင်သလားအရက်ကြောင့်ငါမမိုးပွင့်မော်နင့်ရဲ့အလှပတွေကငါ့ကိုမိုးရစ်စေတာပါဟာငါနေ့စီအဖြေတောင်းလာတာကြာလာရောပေါ့ဟာຫນွေတွေလဲကုန်းပြီးမိုးတွေလဲနှောင်းလို့တဆောင်းမိတဆောင်းအောင်ပြောင်းနေခဲ့ပါပြီဟာငါ့ကိုအဖြေပြန်မေးပါတော့ပွင့်မော်ရဲ့နော်ပွင့်မော်ရဲ့မျက်နှာဒေါသကြောင့်နှီးမြန်းသွားတယ်ဒီမှာနင့်ကငါဘယ်နှခါပြောခဲ့ပြီးပြီလဲနင့်လိုတစ်ချိန်လုံးမိုးယူးနေတဲ့သူလက်ကြောမတင်မဲ့နဲ့လေလွင့်နေတဲ့သူငါမှပေးစရာအဖြေလည်းမရှိဘူးနင်ဖဲစမ်းမှာဟာငါဘာနဲ့တိုင်လိုက်မှာနော်ဖဲစမ်းအတားသူမရှိရလက်ကစီးထားရင်ကနေအရက်ကိုမော့ချလိုက်တယ်နင့်ဖေနဲ့တိုင်မလို့လား
အတာတို့ကတကြီးထိတ်တုံးနေပါ ਈ လေစောက်ကြီးမဆိုင်ဘူးနော်နေပါဖြစ်နေရလဲဟမ်နေရတကြီးသမီးရုပ်ရည်ရှိတယ်ငွေရှိတယ်ပညာတတ်တယ်ဟေးဒီမှာကြည်စမ်းပါဟာငါဆိုရဲကောင်ကလည်းလဲရှင်သားရုပ်ရှိတယ်ငွေရှိတယ်ပညာတတ်တယ်ဟဲ့ရွှေချင်းထက်တော့ပုံမမြတ်ဘူးလားပွင့်မော်ရဲ့နင်အတလူကြီးမာနာကြီးမနေစမ်းပါနဲ့ဟာငါ့ကိုချစ်တယ်လို့ပြန်ပြောလိုက်စမ်းပါအေးဟုတ်တယ်နင်နဲ့ငါအဆင့်တန်းတူတယ်မတူတာဇာရိတ်တာပဲနင်အကျင့်ကိုငါမကြိုက်ဘူးနင်လိုအရက်တော့ကြက်တိုက်နေတဲ့ပတ်စံကိုလေငါအထင်မကြည့်ဘူးဘယ်တော့မှနင့်ကိုငါမကြိုက်ဘူးယွန်းနေနင်သေတဲ့အထိမှတ်ထားစမ်းပွင့်မော်ရဲ့မာထန်တဲ့စကားကြောင့်အတရဲ့မျက်နှာတင်းမာသွားတယ်သူမကိုစူးစိုက်ကြည့်ရင်နဲ့နှာခေါင်းဖိကိုက်လိုက်တယ်ဒီအချိန်မှာအတာရဲ့တပည့်နှစ်ယောက်ကလည်းသူတို့နားကိုရောက်လာပြီးတော့ငါ့ကိုယွန်းနေဟလားယွန်းတိတ်အောင်ယွန်းဟိုက်မှာကြည့်အတာပြောဆူဆူနဲ့အရက်ပလင်းနဲ့သူ့ခေါင်းကိုသူပြန်ရိုက်ပစ်လိုက်တယ်အမတ်မထင်ဖြစ်သွားတဲ့ဖြစ်ရကြောင်းမလို့သူမကြောင်အန်းသွားတယ်မြင်လားအဲ့ဒါငါကောင်းကသွေးတွေမြင်လားကြည့်ထားနော်ဒါသစ္စာပဲငါနင့်ကိုရအောင်ယူပြမယ်တကြီးသမီးပွင့်မော်ကလဲရှင်သားအတအတွက်ပဲဖြစ်စေရမယ်ငါကောင်းကသွေးတွေနဲ့တိုင်တယ်ပြီးတော့သစ္စာဆိုတယ်နင်ကငါအတွက်ပဲပွင့်မော်နော်နင်လဲသေတဲ့အထိမှတ်ထားစမ်းအမလေးတော့တားလီအတာအမလေးငါသားလေးဘလို့ဖြစ်လာတာလဲသွေးတွေနဲ့ပါလားပြောင်းမှုဖတ်စလိတ်ကိုဖွာရင်းနဲ့ကိုပြစ်ထက်မှထိုင်နေတဲ့ဒေါ်စိန်ခက်ကသားဖြစ်သူရှိရာစီကိုပြေးလွှားပြီးတော့သွားတယ်။ခေါင်းကနေယိုစီးကျနေတဲ့သွေးတွေကြောင့်အတမျက်နှာတစ်ခုလုံးချင်းချင်းနေနေပြီ။ဒေါ်စိန်ခက်ကအတကိုတွဲရင်းနဲ့ကိုပြစ်စီကိုခေါ်သွားတယ်။ကြီးတော်သားဗျာတကယ်လူဆောင်ကောက်လုပ်တယ်။မိမတယောက်အတွက်နဲ့များကိုခေါင်းကိုရိုက်ခွဲရတယ်လို့အံ့ရောပြို့။အိမ်မှာလုံးဖော်ကင်ဖက်လည်းဖြစ်အတရဲ့တငယ်ချင်းတပည့်လည်းဖြစ်တဲ့ချက်ကြီးရဲ့စကားကြောင့်ဒေါ်စိန်ခက်တယောက်မျက်လုံးပြူးသွားတယ်။ဟဲဟုတ်လားသားလေးဘာလို့ကိုသွေးထွက်တန်ရိုးဖြစ်အောင်လုပ်ရတာလဲကွယ်ဟဲ့ချက်ကြီးနဲ့ချက်စုအမလီနင်တို့စေးစရာကိုတော့ခေါ်ကြစမ်းဒေါ်စိန်ခက်ကပြောဆူဆူနဲ့ခေါင်းမှာပေါင်းထားတဲ့တပတ်နဲ့အတရဲ့မျက်နှာအသွေးတွေကိုတုပ်ပေးလိုက်တယ်အတမိခင်လက်ကနေရှောင်းလိုက်ရင်းနဲ့မတုံနိုင်မေဘာမှမဖြစ်ဘူးဒီတန်ရာကိုဒီတိုင်းထားမယ်ဒါကျုပ်ရဲ့တစ္ဆာအမှတ်သားဗျထားလိုက်အဲ့ဒီလိုပြောလိုက်တဲ့အခါမှာတော့ဒေါ်စိန်ခက်ကရင်ဘတ်ကိုဖိရင်းနဲ့ဒီတိုင်းထားလို့မဖြစ်ပါဘူးတော့စိတ်ကိုလျှော့လိုက်စမ်းအတာမင်းဘယ်ကောင်မကြောင့်ဒီလောက်ဖြစ်နေရတာလဲဟမ်မင်းယူနေသလားဟမ်အဲ့ဒီလိုဒေါသတန်ထွက်ပြီးတော့ပြောလိုက်တယ်ဟုတ်တယ်ကျုပ်ယူနေပြီကျုပ်ပွင့်မကိုတိတ်ချစ်တာဗျသူကတော့ကျုပ်ကိုဖောက်လေတဲ့ငပိရှိနေတယ်လို့တော့မထင်ဘူးကျုပ်ဝမ်းနေတယ်ဗျာကျုပ်ကခလေးဘွားတွေကသူ့ကိုဆွဲလန်းခဲ့တာဟာဗျအတားငိုတန်ကြီးနဲ့ရေရွရင်နဲ့သွေးနဲ့မျက်ရည်တွေရောပြွန်းသွားတယ်ဒေါ်စိန်ခက်ကတော့တက်ပြင်းချမိရင်နဲ့အေးပါသားလေးရဲ့သူ့ကိုမှငါသားလေးကလိုချင်တယ်ဆိုရင်အမေလေးရှိတာတွေအားလုံးကိုပုံအောပြီးတော့တောင်းရမ်းပေးပါမယ်ကွယ်နော်အခုတော့ဒဏ်ရာကိုဆေးကြောလိုက်ပါနော်သားနော်မိခင်ရဲ့တောင်းရမ်းပေးမယ်ဆိုတဲ့စကားကြောင့်အတားမျက်လုံးတွေအယောင်တောက်သွားတယ်အမေတကယ်လားဗျကျုပ်ကိုပွင့်မော်ကိုတောင်းမိမယ်ဆိုတာလူကြီးကလေးနော်အမေအေးပါသားလေးရဲ့လူကြီးကလေးပါအမေတခုသားတခုဘဝမှာအမေသားလေးကအရေးကြီးဆုံးပဲငါသားလူချင်တာကိုအမေရအောင်စူးစမ်းပေးမယ်ဒေါ်စိန်ခက်ကသားဖြစ်တဲ့သူကိုအဲ့ဒီလိုပြောရင်းနဲ့သွေးတွေကိုတပတ်နဲ့တုတ်တင်ပေးလိုက်တယ်ဆေးဆရာရောက်လာတော့အတရဲ့ဒဏ်ရာကိုမြမနီးမြမဟန်နဲ့ကုသဖို့အတွက်စူးစမ်းပါတယ်ဆေးဆရာကြီးကဆေးဘက်ဝင်တဲ့တစ်ရွက်တွေတစ်မြစ်တွေတချို့ကိုစုံထဲမှာထည့်ပြီးတော့ထောင်းတယ်ပြီးတော့အဲ့ဒီထောင်းမိသားတွေကိုဒဏ်ရာမှာအုံပေးရင်းနဲ့အဝတ်စားနဲ့စီးပေးလိုက်တယ်ရောဆက်ထားတဲ့ဆေးမုံတွေကိုစက်ကူနဲ့တထုပ်စီထုတ်ပိုးရင်းနဲ့ဟောဒီမှာတောက်ရမယ်ဆေးမုံတွေတစ်နေ့ကို3ချိန်တောက်တော့ဒဏ်ရာကိုရေမထိပါစေနဲ့အဲ့ဒီလိုပြောဆိုပြီးတော့ခြေကြွားကယူပြီးပြန်သွားပါတော့တယ်ရေမိုးချိုးပြီးတော့တနခါသွေးနေတော့ရှိသေးတယ်
အိတ်ရှိစီကမတ်တုတ်ရဲ့အတန်ကြောင့်အိမ်ထဲဝင်လာရင်းနဲ့လှမ်းပြောလိုက်ရတယ်။အမေပွင့်မော်တို့များနော်တနခါလေးတွေးပြီးတော့အေးဆေးဆေးကိုလိမ့်နေပါလားနေနိုင်ကြတော့ဟိုတယောက်ကဖြင့်ငါမပြောလိုက်ချင်ဘူးအိမ်ငန်းထဲဝင်ချင်းပြောလိုက်တဲ့မတ်တုတ်စကားကြောင့်သူမပကွက်ကွက်နေရနေအလွတ်ကြီးတော့ဘယ်နဲ့ကျုပ်ရမ်းနေတာလဲကျုပ်ကအေးဆေးမနေလို့ဘလို့နေရမလဲဘသူတွေဘာဖြစ်ကြပြန်တာတော့မတ်တုတ်ရဲ့ဘသူရှိရမလဲအေးအတာပေါ့ညီကြောင့်သူ့ခေါင်းကွဲသွားတယ်ဆိုဆေးစရာကြီးနဲ့တွေ့လို့ပြောတာပြောစမ်းမအောင်ဘယ်ပုံဖြစ်ကြတာလဲပွင့်မော်ကတနခါကိုခြေစုံကောင်းဆုံးလိမ့်နေရင်ကနေကျုံနဲ့မဆိုင်မောင်တော့ဒီကောင်ကျုပ်ကိုနှောက်ယှက်တာကြားပြီလေမတုတ်တို့လည်းတိသားနဲ့မနေ့ကအဲ့ဒါကျုပ်ဆရာတော့ကြောင်းသွားတာလမ်းမှာသူ့အတူမူးယူပြီးတော့ဓာတ်ပြားဟောင်းအကြောင်းထပ်တာပါပြီးတော့သူ့အတူခေါင်းကိုပလင်းနဲ့ရိုက်ပစ်လိုက်တာကျုံနဲ့ဘာမှမဆိုင်ဘူးမတုတ်ရဲ့လူဆန်းကောင်းလှုပ်ချင်တာကိုခံမိတော့ပဲငတာအမှုကျုံမပတ်ချင်ပါနဲ့တော့ငတာညီကိုလွတ်ကြိုက်တာအေးခမည်းတနာပါတယ်အေးသူ့မှာကြက်တိုက်တာနဲ့အရက်တောက်တာလေးပဲရှိတာပါရုပ်ကလေးကလည်းဘိုင်စကုံမင်းသားလေးလိုချောတာအေးငွေရလည်းကြေးရတဲ့ပဲညီဒီလောက်တော့ပြစ်ပြစ်ခါခါမလုပ်သင့်ပါဘူးအေးတနာစရာကြီးအေးကျုပ်ကတော့မတနာနိုင်ပါဘူးတနာရင်တော့ကြိုက်လိုက်ပါလားအချစ်ဆိုတာလောက်ယူလို့မရဘူးအပြိုကြီးရဲ့ကျုပ်စိတ်ကမှသူ့မချစ်ပဲပြောင်းလဲလို့လည်းမရဘူးပွင့်မော်ရဲ့အပြောကြောင့်မတုတ်ကမျက်လုံးအပြူးသားဟန်နဲ့ငတာဘိုက်စကုတ်မင်းသားနဲ့တူလို့ကျုပ်ကကြိတ်ပိုးချင်နေတာနော်ကျုပ်ကိုမကြိုက်လို့ပေါ့သူ့အတွက်ဆိုမိတုတ်တို့ကပုံပေးဖို့အသင့်အဲ့ဒီလိုပြောလိုက်တဲ့အခါမှာတော့ပွင့်မော်ကအင်ကြီးလဲရင်နဲ့အော်ပုံဆိုအဝတ်တွေပုံနေပြီးတော့အဲ့ဒါလျှော်ခဲ့ပါဦးမတုတ်ကြီးလျှော်ကတော့ထုံးစံတိုင်းလုံကြီးတကွင်းပေးမယ်မတုတ်ကအခန်းထောက်မှာပုံထားတဲ့အဝတ်ပုံကိုလှမ်းကြည့်လိုက်တယ်မလေးပြင်းလို့စကားပြောရမလားမှတ်ပါတယ်အဝတ်ကလျှော့ရအောင်မှာပေါ့လုံကြီးတကွင်းမျက်နှာကြောင့်လျှော့လိုက်ပါမယ်အေးလျှော့လိုက်ပါမယ်ဒီအချိန်မှာပဲလုံမလေးရေဘယ်ရောက်နေလဲကွဟောဒီမှာဧည့်သည်တွေရောက်နေတယ်လာပါအောင်ကွခဏအဲ့ဒီလိုဆိုလိုက်တဲ့အတန်ကိုကြားလိုက်ရတယ်ပွင့်မော်ကတော့ခေါင်းဖိနဲ့အမြန်ဖိပြီးသပင်ကိုဖားလက်ချထားလိုက်တယ်ခေါင်းလျှော်ထားတဲ့အတွက်တင်မားကျော်တဲ့သပင်တွေကလည်းဖြောင့်စင်းပြီးတော့ကြာနေတယ်လာပြီပါရေကျုပ်လာပြီတော့အိတ်ခမ်းရဲ့အပြင်ကိုထွက်လိုက်တော့ဖျားစင်ရှိဖြာချောပေါ်ထိုင်နေတဲ့ဧည့်သည်နဲ့လာလေးလုံမလေးရဲ့မြို့ကအဘရဲ့မိတ်ဆွေတွေပါကွတကြီးပွင့်ကသမီးဖြစ်သူကိုအနားခေါ်ပြီးတော့ဧည့်သည်တွေနဲ့မိတ်ဆက်ပေးတယ်ဟောတာအဘရဲ့တငယ်ချင်းထောင်ပိုင်ကြီးဦးအောင်မြင့်နဲ့ဒါကတော့အုံးမြင့်ရဲ့သားလေးချစ်မြိုင်းနဲ့ကွအရာရှိပေါက်စာဆိုပါတော့ကွယ်ဧည့်သည်သားဖသူမကိုအပြုံးနဲ့နှုတ်ဆက်ကြတယ်တွေ့ရတာဝမ်းသာပါရဲ့ရှင်ကျမနာမည်ပွင့်မော်ပါသူမရဲ့နှုတ်ဆက်စကားကြောင့်အရာရှိပေါက်စာချစ်မြိုင်းကပြုံးဆိုင်ကြည့်ရင်းနဲ့ပွင့်မော်လိုသမီးချောလေးရထားတာအန်ကယ်ပွင့်အတွက်ဂုံတက်စရာပဲဗျာတွေ့ရတာဝမ်းသာပါတယ်ဗျာအဲ့ဒီလိုအာဝဇန်းရှင်စွာနဲ့ပြောလာတယ်သူ့စကားကြောင့်တကြီးဥပွင့်ရလည်းပြုံးပြုံးကြီးဖြစ်သွားပြီးတော့တငယ်ချင်းတို့သားဖရောက်တော့ရောက်ခိုက်အေးဆေးနေကြကွာအချိန်ရတယ်မဟုတ်လားဦးအောင်မြင့်ကတကြီးဥပွင့်ကိုကြည့်ပြီးတော့အချိန်ရတရက်လောက်ပဲရတယ်ကွအညာဘက်တက်လာရင်းနဲ့မင်းတရိယာလိုဝင်းဖြစ်တာတရက်နေပြီးပြန်မယ်တငယ်ချင်းရေဖခင်ရဲ့စကားကြောင့်ချစ်မြိုင်ကပွင့်မော်ကိုငေးဆိုင်ကြည့်နေရနေအာဒေဒီယာလည်းဗျာပျော်တော့နေကြရင်ပိုမကောင်းလားကျေးလက်မှာမနေရတာကြာပြီဗျငါသားကတော့ရောက်ရောက်ချင်းကိုမင်းတို့ရွာမခွာနိုင်ဖြစ်ပြီးထင်မကွာသားရဲ့သဘောသားသဘောပါကွာဦးမြင့်ရဲ့အပြောကြောင့်ပွင့်မော်တယောက်လဲရှက်သွေးဖြာသွားသလိုတကြီးဥပွင့်ရလဲရင်မောလိုက်ရင်းနဲ့ကဲလုံမလေးရေဧည့်သည်တွေအတွက်တောချက်လက်ရာကောင်းကောင်းလေးအစွမ်းပြလိုက်စမ်းဟိစံဖေးကိုဟင်းစားအဝယ်လွတ်လိုက်တော့ပွင့်မော်တယောက်အရှိခန်းကနေအသားလေးပြန်ဝင်ခဲ့တယ်နန်ရောင်မိရက်ရင်နဲ့ရင်ဘတ်နဲ့လက်နဲ့အသားဖိထားမိတယ်နေရင်ထိုင်ရင်ရင်တွေတုံနေတယ်လို့မောနေတယ်လို့ခံစားနေရတယ်အဲ့ဒီအခါမှာပဲမတ်တုတ်ကရုတ်တရက်ရောက်လာတဲ့အတွက်သူမလန့်သွားပြီးတော့အမလေးလန့်လိုက်တာမတ်တုတ်ရဲ့
အတန်မပေးဘဲနဲ့ရင်ကိုတုံသွားတာပဲအဲ့ဒီလိုရေရွတ်လိုက်မိရဲ့အလိုရင်တုံနေတာငါကြောင့်ဟုတ်မယ်မထင်ပါဘူးတွေ့တယ်နော်ခုနတော့ငါလေကားကနေချောင်းကြည့်နေတာဧကန်နာမြို့သားကိုညိုထွားကြီးကြောင့်ပဲဖြစ်ရမယ်မတ်တုပ်ရဲ့ကြည်စဲမှုကြောင့်သူမရှက်သွေးဖြာသွားမိရင်ကြောင်ကနန်းနဲ့လှည့်ထွက်မိသွားတယ်ဟဲ့အိုးအဲ့ဒီမှာပရင်းပေါက်ပဲရှိတာလေပွင့်မော်တို့ရှက်ပုံများမီးဟိုကြောင်ပရင်းပေါက်ကနေခုံစင်းမလို့ထင်မတော့အပေါက်မှားနေပြီတော့နောက်တနေ့မနက်တကြီးဦးပွင့်တို့မနက်စာစားတော့ပြီးတဲ့အချိန်မှာတော့ချစ်မြိုင်နဲ့ပွင့်မော်ကရွာထဲကိုလမ်းလျှောက်ထွက်ခဲ့ကြတယ်။အိုးမြင်ကရင်နှွေးကိုမော့တောက်လိုက်ပြီးတော့ငါမင်းကိုအားနာနာနဲ့ပဲပြောရတော့မှာပဲတငယ်ချင်းဟာဟိုမင်းလက်မခံနိုင်ဘူးဆိုရင်လေငါပြောမယ့်စကားကိုမပြောခဲ့ဘူးလို့ပဲမှတ်ပေးနော်တငယ်ချင်းအဲ့ဒီလိုစကားချီလိုက်တဲ့အတွက်တကြီးဦးပွင့်မျက်မှောင်ကျုံသွားတယ်ဟေးမင်းစကားစမ်းလာကြည့်လားကွာတို့တွေကအင်္ဂလိပ်ကျောင်းမှာတွေကလည်းပင်ဖတ်ပေါင်းခဲ့ကြတဲ့သူတွေပါကွာပြောမယ့်အရေးသာပြောစမ်းပါဒီလိုကွာညာတော့ကငါတို့အိယာဝင်တော့ငါသားလေးကတခါမှမတောင်းဆိုဘူးတာကိုတောင်းဆိုရဲကွာမင်းရဲ့သမီးပွင့်မော်လေးကိုမြင်ချင်းချစ်ခင်ဆုံးမလို့ရဲကွာအဲ့ဒါငါ့ကိုမင်းစီနားဖောက်ခိုင်းနေတယ်ဟေးဘာများလဲလို့ကွာငါအနေနဲ့ကတော့မင်းရဲ့သားကိုညင်းစရာမရှိဘူးဟေ့ငါသမီးလေးလက်ခံနိုင်ရင်ပြီးတာပါပဲသားသမီးချင်းလက်ဆက်ပေးလိုက်တော့တို့လည်းတငယ်ချင်းဘဝကနေအမျိုးတော်ဆက်သွားတာပေါ့ကွာဒါမင်္ဂလာတည်းမဲဟေ့ဖခင်နဲ့ဦးအဲ့ဒီလိုပြောဆိုနေတဲ့အချိန်မှာချစ်မြိုင်နဲ့ပွင့်မော်ကထမ်းမေနံဘက်ကိုလမ်းလျှောက်နေကြတယ်ချစ်မြိုင်ကလမ်းလျှောက်ရင်းနဲ့ပွင့်မော်ကိုကြည့်ရင်ပွင့်မော်မြင်ချင်းချစ်တယ်ဆိုတဲ့စကားကိုပွင့်မော်ယုံသလားယင်ရုတ်တရက်မမျော်လင့်စွာနဲ့အမေးခံလိုက်ရတဲ့အတွက်သူမရင်ထဲမှာအေးကနေဖြစ်သွားတယ်ရှင်ခြေလန်းတက်ပြီးတော့နှုတ်ကရေရွတ်လိုက်မိတယ်ချစ်မြိုင်ကသူမကိုချစ်မြတ်နိုးစွာနဲ့ကြည့်လိုက်ရင်တိတ်ရှက်သွားသလားပွင့်မော်အခုတွေ့အခုချစ်စကားပြောမိလို့ကို့ကိုတမျိုးမမြင်ပါနဲ့နော်ကိုကမကြခင်နိုင်ငံရခြားတိုင်းပြည်ကိုပညာတော်သင်သွားရမယ့်သူဖြစ်နေလို့ပါအမှန်တိုင်းပြောရရင်ဒယ်ဒီကအညာဘက်သွားကြမယ်လို့ပြောတော့ကကိုစိတ်မပါခဲ့ဘူးမလိုက်ချင်မဲနဲ့ဒယ်ဒီစကားကိုလွန်ဆန်မဝွန်းလို့လိုက်ခဲ့ရတဲ့သူပါဒါမဲ့မနေ့တော့ရောက်ရောက်ချင်းပွင့်မော်ကိုမြင်လိုက်ရတော့ကိုစိတ်တွေတိတ်လှုပ်ရှားမိသွားတယ်ကိုချစ်သူဖြစ်လက်ခံပေးပါကိုပွင့်မော်ကိုလက်ထပ်ချင်တယ်လက်ထပ်ခွင့်ပေးပါနော်ချစ်မြရဲ့စကားတွေကပွင့်မော်ရင်ထဲမှာပြောင်းဆန်မတက်လှုပ်ရှားကုန်ရပြီသူမကိုယ်တိုင်လည်းဘာကြောင့်မှမသိပဲနဲ့မျိုးကြောချောပြီးတော့ယောက်ျားပီသားတဲ့ချစ်မြန်ကိုတွေ့ချင်းစိတ်လှုပ်ရှားခဲ့မိတာမဟုတ်လားခေါင်းငုံပြီးတော့ငြိမ်သက်နေရှာတဲ့သူမရဲ့လက်ကိုချစ်မြန်ရဲ့လက်နွေးနွေးကြီးတွေနဲ့ဆုပ်ကင်လိုက်တယ်ကိုလက်ထပ်ခွင့်ပေးပါနော်ပွင့်မော်ကိုရှင်ထဲမှာနေအောင်ချစ်မိသွားလို့ပါကွယ်နော်အသက်ရှူရမတက်လှုပ်ရှားနေတဲ့စိတ်တွေကိုသူမထိန်ချုပ်လိုက်ရင်းနဲ့အိုးကိုချစ်မြန်ရလဲပွင့်မော်မပြောတတ်တော့ဘူးအဘကိုပြောနော်သူမအဲ့ဒီလိုပြောပြီးတော့ခြာကနေလှည့်ပြီးထွက်ပြေးခဲ့မိတယ်သူမတို့အဖြစ်ပြက်ကိုထမ်းမင်တစ်ခုရဲ့အကွယ်ကနေငေးဆိုင်ကြည့်နေတဲ့လူတစ်ယောက်ရက်ဆက်လိုက်တာပွင့်မော်ရငါကြတော့စောက်ဖတ်မလုပ်ဘူးဟဲ့ကောင်ချက်ကြီးမင်းပြောတာသိကြရဲနော်အတာတယောက်အကြီးအကျယ်ပေါက်ကွဲပြီးတော့အော်ဟစ်တောင်းညံ့လိုက်တယ်ဟော်ဒီမျက်လုံးကြီးနဲ့ကိုတွေ့တာပါကွထမ်းမင်ထဲမှာတယောက်လက်တယောက်ကိုင်းလို့ငါစုံစမ်းကြည့်တော့မျိုးကအရာရှိသားဖားတဲ့တကြီးဘွဲ့ရဲ့ငယ်တငယ်ချင်းဆိုတာကိုလည်းသိခဲ့ရတယ်စိတ်ကိုလျှော့ပါအတာရဲ့မင်းကောင်းမှလည်းဒဏ်ရာကြီးနဲ့ကွာမလျှော့နိုင်ဘူးကွာမလျှော့နိုင်ဘူးပွင့်မော်ကိုသစိမ်းယောက်ျားနဲ့တွဲတွေ့ရတာငါရင်ဘက်ကိုမီးစားနဲ့ထိုးသလိုပဲကွာငါရက်တောက်ချင်တဲ့ချက်ကြီးဟာသွားဝယ်ခဲ့စမ်းပါအတာနန်းရံကိုတပုံးမုံကန်ကြောက်ရင်းနဲ့ပြောဆိုလိုက်တယ်ချက်ကြီးကအခန်းထဲကတောင်းကြီးတစ်လုံးဆွဲထုတ်လာရင်းနဲ့ကဲရော့ကွာမင်းမူးကျင်နေတယ်ဆိုတာသိလို့နေ့လေတည်းကကြိုးဝဲခဲ့တာငွေရတော့မပေးရသေးဘူးမင်းနောက်နေ့မှပေးလိုက်ဒါနဲ့ဒေါ်လေးလည်းမတွေ့ပါလားဟာအဲ့ဒီလိုပြောလိုက်တဲ့အတွက်အတာကအရက်တစ်လုံးဆွဲယူလိုက်တယ်အမေမရှိဘူးဆရာတော့ကြောင်သွားတယ်ဟုတ်လားဒါဆိုရင်ကြောင်ရင်ထဲမှာဘာရှိမလဲမသိဘူးငါအမီးသွားရှာလိုက်အောင်မယ်ချက်ကြီးကမ
မိဖို့ဆောင်ရှိရာကိုထသွားတယ်အတားရဲ့ရင်ထဲမှာတော့ဘလောင်ဆိုတဲ့စိတ်နဲ့အတူအရက်ကိုရေမရောပဲနဲ့မော့ချလိုက်တယ်အနာရှိန်နဲ့အိမ်ထဲအောင်းနေရတဲ့အတွက်အရက်မတော့ရတာလဲ2 ရက်ရှိပြီလေချောင်းတစ်လျှောက်ပူဆင်းသွားပြီးတော့တကိုယ်လုံးနှွေးကနေခံစားလိုက်ရတယ်ဟာငါချစ်ကြတော့လက်မခံမြို့သားကြတော့လက်ကင်နာတော့ငြိမ်ခံနေတယ်ဟာပွင့်မော်ရမင်းငါ့ဘောတစ်စက်လေးအောင်မငဲ့ဘူးတကယ်ဆိုရင်ငါတို့တွေကငငယ်လေးတွေကအတူတူကြီးပြင်းခဲ့တဲ့သူတွေပါဟာနေငါ့ကိုဘာလို့မြစ်တာမရှိရလဲငါမကျင်တော့ဘူးပွင့်မော်ရေးအတားနှုတ်ကနေပြောချင်တာကိုပြောရင်းအရက်ကိုဖိတောက်နေလိုက်တယ်အမြည်ယူပြီးတော့ထွက်လာတဲ့ချက်ကြီးကမျက်လုံးပြူးသွားပြီးတော့ဟာအတားမင်းခဏလေးနဲ့အရက်တစ်လုံးကောင်တောက်ရသလားမင်းခေါင်းကွဲထားတာမမေ့နဲ့ကွာတတိလေးနဲ့တောက်တငယ်ချင်းရဲ့အဲ့ဒီလိုပြောပြီးတော့အမြည်စလုံးလေးကိုချလိုက်တယ်မရတော့ဘူးကွာငါမခံစားနိုင်မင်းစဉ်းစားကြည့်စမ်းမှချက်ကြီးကမင်းကိုယ်တိုင်မြို့သားကသူ့ကိုလက်ကင်ထားတာမြင်ခဲ့တာပဲကွာသူမြို့သားကိုနှစ်သက်နေပြီထင်တယ်ကွာငါတော့ဖိုးကြံရည်ကြီးဖြစ်ပြီးထင်ပါရဲ့တငယ်ချင်းဟာအတားဝမ်းနဲ့စိုးနေနေတဲ့အတန်ကြီးနဲ့ပြောလိုက်တဲ့အတွက်ချက်ကြီးကစိတ်မကောင်းဖြစ်သွားမိတယ်မင်းကဆွဲကြည့်တာကိုကွာဒီမှာအတားရမင်းတို့အနေထားမင်းရုပ်ရည်နဲ့ပွင့်မော်ထက်သားတဲ့မိန်းကလေးတွေအများကြီးရွေးယူလို့ရပါတယ်ကွာမင်းကငါတွေ့မြင်တဲ့အတိုင်းပြောပြမိတာမှားပြီထင်ပါတယ်ကွာမင်းမမားဘူးချက်ကြီးရဲ့မင်းမမားဘူးမားတာငါမှီနေတဲ့ပန်းကိုရအောင်မခိုးဆွတ်နိုင်ဘူးဆိုတာငါသိညံ့လို့ကွာမင်းပြောတာမှန်တယ်လှတဲ့မိန်းမတွေအများကြီးအေးဒါပေမဲ့အဲ့ဒါဟာငါရဲ့ပွင့်မော်လေးမဟုတ်ဘူးကွာငါသူ့ကိုပဲပိုင်ဆိုင်ချင်တာငါဘာလို့ရမလဲတငယ်ချင်းอ่ะရှင်ဖွင့်စကားနဲ့အတူငိုလိုက်အယံမော့လိုက်လုံနေတဲ့အတားကိုကြည့်မိရင်နဲ့ချက်ကြီးကခေါင်းရမ်းလိုက်မိရှာတယ်အေးပါကွာမင်းခံစားနေရတာကိုငါသိပါတယ်အရက်ကြီးပဲမော့မနေနဲ့ကွာအမြည်လဲစားအောင်ဟောဒီမှာကြက်ကြော်ရှိတယ်စားလိုက်တာရချက်ကြီးကအတလက်ထဲကြက်ပါအောင်အတင်းထည့်ပေးလိုက်တယ်ဒီအချိန်မှာပဲချက်ကြီးမင်းရှိလားကွအဲ့ဒီလိုခေါ်လိုက်တဲ့အတန်ကိုကြားလိုက်ရတယ်အေးရှိရဲ့ဘာလဲကွဆရာတော်ကျောင်းကနေဒေါ်လေးစိန်ခက်ကမင်းကိုခေါ်ခိုင်းလိုက်တယ်ပစ္စည်းတင်စရာရှိလို့လာခဲ့အောင်နဲ့တွားပြီအေးငါအခုပဲတွားလိုက်မယ်နေဝင်ရီရောအချိန်တကြီးဥပွင့်ရဲ့နှစ်ထပ်ပြင်အောင်အိမ်ကြီးပေါ်မှာတကြီးသားအဖနဲ့ဧည့်သည်သားအဖမျက်နှာစုံကြီးရှိနေကြတယ်ပွင့်မော်ကလူကြီးသူမရှိရှက်ရွံ့နေတဲ့ဟန်နဲ့ခေါင်းငုံရင်းဖြာကိုအတိတ်ပဲမဲ့လက်သေးနဲ့ချစ်နေမိတယ်ကဲတငယ်ချင်းရေအားလုံးမျက်နှာစုံကြီးရွှေလန်းငွေလန်းခင်းမဲ့အရေးပြောပြီးပြီဆိုတော့ငါတော့သားလေးအတွက်အရန်စိတ်အေးသွားပြီကွာငါရဲ့ချွေးမမင်းသမီးလိုဘိုင်းကောင်းကြောက်ဖီလေးပဲချွေးမတော်ချင်တာဟဲ့အေးဒါကလည်းမကြခင်ပညာတော်သင်သွားရမှာဆိုတော့တို့ရွာမပြန်ခင်ပဲမင်္ဂလာကိစ္စလေးကိုစီစဉ်လိုက်ရင်မကောင်းပေဘူးလားကွာဦးအောင်မြင့်ရဲ့စကားကြောင့်တကြီးဦးပွင့်ရဆဲပြင်းလေးခဲနေရအနေကောင်းပါပြီတငယ်ချင်းရာငါလုံးမလေးရလဲလူကြီးတွေကောင်းတယ်လို့စီစဉ်ဖို့ပြောထားပြီးသားဆိုတော့မင်္ဂလာပွဲကြီးမြန်လေးကောင်းလေးပဲပေါ့ဟေ့အဲ့ဒီလိုပြုံးပျော်စွာနဲ့ပြောလိုက်တယ်ကိုချစ်မြိုင်ကပွင့်မော်ရဲ့မျက်နှာလေးကိုမျက်နှိုးစွာနဲ့ငေးဆိုင်ကြည့်ရင်ကနေပွင့်မော်ရောမင်္ဂလာပွဲမှာဘာတွေဖြစ်စေချင်တဲ့ဆန္ဒရှိလဲပြောပါအောင်ပွင့်မော်ရဲ့အဲ့ဒီလိုမေးလိုက်ပါတယ်ပွင့်မော်ကကိုချစ်မြိုင်ရဲ့မျက်နှာကိုစုံမက်စွာမော်ကြည့်လိုက်တယ်အဘတို့အကိုတို့ဆန္ဒကပွင့်မော်ဆန္ဒပါပဲရှင်ထူထူမရှိပါဘူးအကိုရဲ့ဒီအချိန်မှာပဲပွင့်မော်ရေပွင့်မော်နားထဲမှာအတန်တက်တက်ကြားလိုက်ရတာကြောင့်သူမခေါင်းငယ်ပြီးတော့ခြံဝိုင်းပြင်ဘက်ကိုလှမ်းကြည့်လိုက်တယ်အမောင်တို့အနေငယ်ကြီးစိုးနေတာမို့လို့ဘာမှမမြင်အောင်သူမကိုမျက်တောင်မခတ်ငေးကြည့်နေတဲ့ကိုချစ်မြိုင်ကဘာဖြစ်လို့လဲပွင့်မော်အပြင်ကိုလှမ်းကြည့်နေတာအဲ့ဒီလိုမေးလာတဲ့အတွက်သူမခေါင်းပြန်လှည့်ရင်းနဲ့ဘာမှမဟုတ်ပါဘူးအကိုခေါ်တယ်များကြားလိုက်သလားလို့ပါပွင့်မော်ကတော့မင်္ဂလာပွဲအတွက်စိတ်လှုပ်ရှားနေပုံရတယ်
အကိုဖြင့်ဘာတမ်းမှမကြားမိပါအောင်ဗျာကိုချစ်မြန်ရသူမကိုလှမ်းပြီးတော့ကြည်စဲလိုက်တယ်မနေ့ကျရင်တော့ဆရာတော်ကျောင်းသွားပြီးနေကောင်းရက်တာရွေးခိုင်းရမယ်ဟိငါလုံးမလေးမင်္ဂလာဆောင်ကြီးကိုအညာတကြောမှာအကြီးဆုံးဖြစ်စေရမယ်တငယ်ချင်းအုံးမြင့်ငါပဲတာဝန်ယူမဲကွာစရိတ်အားလုံးတကြီးပွင့်ရဲ့စကားမဆုံးခင်မှာပဲတကြီးပွင့်ပြိုးတကြီးပွင့်အဲ့ဒီလိုခေါ်တဲ့အတန်ကြားလိုက်ရတယ်ဟေးမောင်မလားကွာတက်ခဲ့လေကွာအိမ်မောတကြီးပွင့်ရဲ့အတန်ဆုံးတော့ကာလာသားကောင်းမောင်မကအပြေးတစ်ပိုင်းဟန်နဲ့အိမ်မောကိုတက်လာတယ်ရေးကြီးတော့ပြန်နေပါလားကွာဘာဖြစ်လာလဲမောင်မရမောင်မကစိတ်လှုပ်ရှားတဲ့ဟန်နဲ့ရွာထဲမှာလူသေးလို့တကြီးကျုပ်တကြီးကိုသတင်းလာပို့တာဟေးလူသေးလို့ဟုတ်လားရွာမှာမကြမ်းမာတဲ့သူမရှိပါဘူးဘသူများဆုံးတယ်လဲကွာဘသူရှိရမလဲဗျလဲရှင်တော်စိန်ခက်ရဲ့သားငတာလီသူ့အိမ်လေကားတက်မှာအပတ်ဆိုပြီးတော့တည်သွားတာဗျမောင်မရဲ့အပြောကြောင့်တကြီးဦးပွင့်နဲ့ပွင့်မော်တို့ကဟာခနဲ့ဖြစ်သွားကုန်ကြတယ်မမျော်လင့်မဲနဲ့အတာသေးဆုံးနေဆိုတဲ့တဲ့ရင်ကတရွာလုံးကြရဲရိုက်ခတ်သွားပါတယ်တကြီးဦးပွင့်နဲ့ရွာသူရွာသားတွေကလဲရှင်ဒေါ်စိန်ခက်ရဲ့အိမ်ထဲမှာစုပြုံပြီးတော့ရောက်ရှိနေကြတယ်အိရှိလေကအတက်မှာမှောက်ရက်ကြီးလဲပြီးတော့တေဆုံးနေတဲ့အတာမျက်နှာတစ်ခုလုံးအံဘတ်တွေပေးကြနေတယ်လို့မျက်လုံးအစုံကလည်းပြူးအစ်နေတယ်အလောင်းရဲ့နဘေးမှာဒူးထောက်ပြီးတော့ထိုင်နေတဲ့ဒေါ်စိန်ခက်ကတော့ဘသူမှဖြောင်းဖြလို့မရအောင်ရင်ဘတ်စီတီးပြီးတော့ငိုကြွေးနေရှာပါတယ်အမလေးအဖြစ်ဆိုးလိုက်တဲ့ငါသားလေးရဲ့အမေဘလို့ဖြစ်ရမလဲကွယ်လောကမှာမိမရှားသလားဟဲ့ဟမ်မိမတယောက်အတွက်နဲ့အရက်ကိုအလွန်တောက်ရသလားအတားရဲ့အမေနဲ့အတွက်ရေထုမနာဖြစ်နေရပြီသားလေးရဲ့ဒေါ်စိန်ခက်ကအဲ့ဒီစကားကိုသာဓပြားဟောင်းအကြောင်းထက်တယ်လို့ပြောပြီးတော့ငိုနေတဲ့အတွက်စိတ်ကိုလျှော့ပါမစိန်ခက်ရကံကြမ္မာဆိုတာဘသူမှကြိုပြီးတော့မျောလင့်မထားပါဘူးဗျာဖြစ်ပြီးမှတော့လက်ခံဖို့ပဲရှိပါတော့တယ်တကြီးဦးပွင့်ရဲ့နှစ်သိမ့်စကားကြောင့်ဒေါ်စိန်ခက်ကစက်ခနဲမောကြည့်ပြီးတော့ဘာလို့လက်ခံရမှာလဲကျုပ်သားငယ်ငယ်လေးရှိသေးတာဒါရှင့်သမီးကြောင့်ဖြစ်ရတာအဲ့ဒီလိုစူးစိုက်ကြည့်ရင်လည်းပြောလိုက်တဲ့အတွက်စိတ်ကိုထိန်းစမ်းမှမစိန်ခက်ကျုပ်သမီးကအိမ်မှာထိုင်နေတာပါခမည်းသားကိုဘာမှမလုပ်ဘူးသူများတွေတမျိုးတမီထင်အောင်ရှောက်မပြောစမ်းပါနဲ့ဗျာတကြီးဥပွင့်ကဒေါသတန်ဆွရင်နဲ့ပြောလိုက်တဲ့အခါမှာတော့ကျုပ်ကရှောက်ပြောနေတာမဟုတ်ဘူးကျုပ်ကိုချက်ကြီးကအားလုံးပြောပြပြီးပြီတော်သမီးမြို့သားကိုနှစ်သက်နေလို့ကျုပ်သားလေးကတအားစိတ်ညစ်ပြီးတော့အရက်တွေကျွန်းအောင်တောက်လိုက်တာတော့တော်ကြီးမယုံရင်ဒီမှာလာကြည့်စမ်းပါဒေါ်စိန်ခက်ကတကြီးဥပွင့်ရဲ့လက်ကိုစောင့်ဆွဲပြီးတော့အိမ်မော်ကိုခေါ်သွားတယ်ဟောဒီမှာကြည့်ဒါအထင်ရှားတတ်သေးပဲတော့ဒေါ်စိန်ခက်ညွန်ပြတဲ့နေရာကိုတကြီးပွင့်ကြည့်လိုက်မိတယ်မြောင်များလှတဲ့အရက်ပလင်းခွန်တွေကျမ်းမြေပေါ်မှာပွားကျဲနေတယ်လို့နံရံမှာမီးသွေးခဲနဲ့ရေးချစ်ထားတဲ့စာကြောင်းတွေပွင့်မော်မင်းသိရက်ဆက်တယ်ငါမင်းကိုရင်ကွဲမတက်ချစ်တာကွာမဟုတ်ဘူးသူများလက်ကိုမင်းကိုငါပါမခံနိုင်ငါရအောင်ယူမဲပွင့်မော်အဲ့ဒီစာတွေကြောင့်တကြီးဥပွင့်ကခေါင်းကိုခါရမ်းလိုက်မိတယ်ရွာသူရွာသားတွေကလည်းအိမ်ပေါဝါကနေအလူအရက်ချောင်းမြောင်းကြည့်ရှုနေကြပါတယ်တကြီးပွင့်ကတပြင်းရှည်ကြီးချမိပြီးတော့မောင်အတာရဲ့အပူတော့ကလည်းမသေးပါလားကွယ်အားလုံးပဲသိရအောင်ကျုပ်တခါတည်းပြောမယ်ကျုပ်သမီးလေးကိုဒီကအရာရှိလေးမောင်ချစ်မြိုင်နဲ့မကြခင်မှာကြီးကြီးကျယ်ကျယ်လက်ဆက်ပေးမှဖြစ်တယ်လုံမကလည်းမောင်ချစ်မြိုင်ကိုလက်ခံနိုင်တဲ့အနေအထားရှိလို့နှစ်ဦးနှစ်ဖက်လည်းပြေလည်နေကြပါပြီမစိန်ခက်ရဲ့သားအတွက်တော့ကျုပ်စိတ်မကောင်းပါဘူးဒါပေမဲ့လည်းဖြစ်ပြီးမှပြောင်းလဲလို့မရတော့ဘူးဗျအတားရုတ်တရက်သေးဆုံးတဲ့အစိမ့်သေးဖြစ်နေတယ်ဒါကြောင့်ရွာရဲ့ဓလေ့အတိုင်းအလောင်းကိုညာရင်းချင်းရွာပြုံထုတ်ရလိမ့်မယ်ကာလာသားကောင်းမောင်မတ်တို့တွေနာရေးအတွက်ပြင်ဆင်ကြပါအဲ့ဒီလိုပြောပြီးတဲ့နောက်ဒေါ်စိန်ခက်ရဲ့အိမ်ကနေပြန်ထွက်သွားတယ်စာနာစိတ်မရှိတဲ့လူကြီးနင်းသမီးကြောင့်ငါသားသေးရတာလုံးဝမကြည့်ဘူးဟဲ့တားရီအတားသေးတာတော့ချက်ချင်းရွာပြင်ထုတ်ခံရတဲ့ဘဝဆိုးလာကြည့်လားတားရီ
အဲ့ဒီနေ့ညတကောင်ရအောင်နေတော့ကာလာသားကောင်းမောင်မတ်တို့အဖွဲ့ကအလောင်းတင်ထားတဲ့ဝက်ကက်ကြီးကိုမှားရင်းနဲ့ရွာနောက်ဘက်ကိုတရွေ့ရွေ့ရှောက်ခဲ့ကြတယ်။ရွာနောက်ဘက်မှာရှိတဲ့တင်ချိုင်းမြေကိုရောက်တော့ဇရက်ပေါ်မှာရှိတဲ့အလောင်းစင်မှာဝါကက်ကိုတင်ထားလိုက်ကြတယ်။ရွာသားတချို့ကကင်ဆောင်လာတဲ့မိတို့တွေကိုဇရက်ပေါ်ရှိတိုင်းတွေမှာစိုက်လိုက်တဲ့အတွက်ဇရက်တစ်ခုလုံးလင်းကျင်းသွားပါတော့တယ်။မောင်မတ်ကဇရက်ကျမ်းပေါ်အသင့်ယူလာတဲ့ဖြာကျမ်းကိုချပြီးတော့ထိုင်လိုက်တယ်။ကျန်တဲ့သူတွေကလည်းကိုစီယူဆောင်လာတဲ့ပစ္စည်းအစုံလေးကိုဖြာပေါ်တင်လိုက်ကြပါတယ်။အားလုံးပေါင်းရွာသား10ယောက်ဇရက်ပေါ်မှာဝိုင်းဖွဲ့ကြသလိုသူတို့ရဲ့ရှေ့မှာတော့ဖဲထုတ်တထုပ်အရက်ပလင်းတချို့နဲ့ပဲကြီးလော်တို့တွေရွာမှာအစိမ့်တွေမပေါ်တာကြာရောပေါ်ကွာအတာခမတနာစရာကြီးကွာခေါင်းကွဲလို့အိမ်တွင်းအောင်မှအန်ဘတ်ဆိုတေးရတယ်လို့ကွာတောက်ဖို့တယောက်ရော့သွားတာတော့စိတ်မကောင်းဘူးဟေ့မောင်မဲရဲ့စကားကြောင့်ကြံတယောက်ကလည်းအတာကြီးကတကြီးသမီးကိုတိတ်ကြိုက်တာဗျသူဘလောက်စူးစားပါစေဟိုကလည်းသူ့ကိုလှဲ့တာအောင်မကြည့်ဘူးအိမ်နေရမှာမိသွေးကနဲ့ရေးထားတဲ့စာတွေကိုကြည့်ရင်ဟိုကမျိုးသားနဲ့တွဲခုတ်လို့အတာကြီးတိတ်ပြီးတော့ခံစားရတာသိတာတယ်အတာကြီးကမေးအရှိန်ကြောင့်လူပေါ်ကျော့နေတာလွယ်ရင်ဘာပြစ်မှမရှိပါဘူးကွာအဲ့ဒီလိုပြောလိုက်တဲ့အခါမှာတော့ချက်ကြီးတယောက်မျက်ရည်ဝဲတက်သွားရှာပါတော့တယ်အတာဒီလိုဖြစ်တာငါအပြစ်မကင်းဘူးကွာငါသာမြို့သားနဲ့ပွင့်မော်ကြအောင်မပြောခဲ့ဘူးဆိုရင်ငါသာကိုပါဆိုင်ရအရက်တွေကိုတောင်းလိုက်တဲ့မသွားခဲ့မိဘူးဆိုရင်သူဘာမှခံစားမှာမဟုတ်ဘူးကွာငါဖြေလို့မရဘူးငါတာရဲ့ချက်စုကအသေးယူလာတဲ့ဝါခွက်ထဲကိုအရက်ငှဲ့ထည့်လိုက်တယ်အရက်ခွက်ကိုအလောင်းစင်ဘေးမှာရှိတဲ့ခုံပူလေးပေါ်မှာတင်လိုက်ရင်းနဲ့အတာကြီးမင်းရတေးတာတော့အရက်ကိုဖတ်ပြီးတေးရမလားကွာငါတို့နဲ့အတူတူတောင်းကွာဒါမင်းအတွက်ပဲကွာအဲ့ဒီလိုရေးရွက်လိုက်တယ်ကဲပါကွာအခုတို့ကအလောင်းဆောက်ရမှာကွာတကြီးပွင့်မင်းရကြပြီးသားဒီတော့ဖဲရက်တောက်ရင်းနဲ့အပူတွေကိုမျောလိုက်ကြရအောင်ဟဲ့ကာလာသားအဖွဲ့တဲ့အသက်အကြီးဆုံးဖြစ်တဲ့တွေးကြီးကအဲ့ဒီလိုဆိုလိုက်ရင်းနဲ့ဖဲဝိုင်းကိုစတင်လိုက်တယ်ညနေလာနဲ့အမျှမตาဆောင်အဖွဲ့ကဖဲရှိန်တက်လာသလိုအရက်ရှိန်မှာတက်နေကြပြီဒီအချိန်မှာပဲဇရက်ဘက်ကိုမျက်နှာမူပြီးတော့ခွေးတဲ့အုပ်ကမယမနာဦးလိုက်ကြတယ်ခွေးဟူတန်တွေနဲ့အတူလေပြင်းတစ်ချက်ဝေ့သွားတာကြောင့်မိတို့တွေလည်းလှုပ်ရမ်းသွားတယ်ဟာကွာဒီခွေးတွေကလည်းနားညှိလိုက်တာလေရတိုက်တော့မိတို့ကလှုပ်နေရနဲ့ကောင်းကောင်းမစော့အောင်ခဲနဲ့ပေါက်ကွာအဲ့ဒီခွေးစုပ်တွေကိုမမကပြောလိုက်တော့ချက်ကြီးကစုပုံထားတဲ့ဖက်နှက်တွေနဲ့ခွေးတွေထံကိုလမ်းပေါက်လိုက်တယ်အဲ့ဒီအခါမှာတော့ခွေးတဲ့အုပ်ကဦးတန်မရက်ဖဲနဲ့ရှောင်းတိန်ထွက်သွားကြပါတော့တယ်ဒုတ်နဲ့ကြားနေရတဲ့အတန်ကြောင့်အလောင်းစင်ကိုကြောပေးပြီးတော့ထိုင်နေတဲ့သူတွေစက်ခနဲတွန့်ပြီးတော့တယောက်မျက်နှာကိုတယောက်ကြည့်လိုက်မိတယ်။တင်းချိုင်းမြေတစ်ခုလုံးရဲ့ခြောက်ချားမှုကိုလေတိုးထန်ကြီးကကြီးစိုးထားနေတယ်။ဟဲ့ကောင်လေးမင်းတို့နောက်ကအလောင်းစင်ကလှုပ်နေသလိုပဲကွာ။ဟမ်ဟုတ်လား။စင်နဲ့မျက်နှာချင်းဆိုင်ထိုင်နေတဲ့ချက်စုကလက်ညှိုးထိုးရင်းနဲ့ပြောလိုက်တယ်။တကယ်လေအဲ့ဒီအလောင်းစင်ကြီးကတတုံနဲ့အတန်မြင်လှုပ်ရမ်းနေတယ်။အရက်ရှိန်တက်ပြီးတော့ဖဲချက်တွေစီကိုသာအာယုံရောက်နေတဲ့ကာလာသားတွေကလှုပ်ယုံမကလို့ထလာလဲဘာမှမဖြစ်ဘူး။အတားကြီးငါတို့နားတော့မနေနဲ့ကွာနော်။မင်းရဲ့ချစ်လေးစီကိုသွားဟေ့။ရွာလန်းတစ်လျှောက်တိတ်ဆိတ်မှုကိုခွေးဥတန်စိုးကြီးကလွှမ်းမိုးထားတယ်။တင်းချိုင်းဘက်ကရွေ့ရှားလာတဲ့ခွေးတအုပ်နဲ့အတူတူယောက်ျားတစ်ယောက်ရဲ့အရေးကြီးကလည်းရွာထဲမှာတရွေ့ရွေ့နဲ့ချင်းကပ်လာပါတယ်။နာရေးအိမ်ဖြစ်တဲ့လေရှင်ဒေါ်စိန်ခတ်တအိမ်ပဲမီးရောင်လင်းနေသလိုလူသားတွေလည်းကြားနေရတယ်။ဒေါ်စိန်ခတ်ကတော့တားစိတ်ကြောင့်တတိယတစ်ချက်မိတစ်ချက်ဖြစ်နေရှာပါတယ်။ဒါကြောင့်ပဲဆေးဆရာကြီးကိုအိမ်ပစ်ထားရရှာတယ်။ရွာသူတချို့ကဒေါ်စိန်ခတ်နားရှိနေတဲ့အတွက်ဆေးဆရာကြီးကလည်းကွက်ပစ္စည်းကိုထွက်ပြီးတော့ဆက်လိပ်ဖွာရှိုက်နေတယ်။ဒီအချိန်မှာပဲရွာသား2ယောက်ကသူ့နားကိုလာထိုင်ရင်းနဲ့စကားပြောလာတဲ့အတွက်3ယောက်သားစကားပြောဆိုနေစဉ်ခွေးတွေကဦးလာကြီးလားဆရာကြီးကရွာတွေကကလေးတွေတော့လန့်နိုးခုန်ကြတော့မှာပဲဗျာ။အော်ရွာမှာနာရေးရှိနေတာ哦ကွ။နာရေးရှိလို့ခွေးဦးတာဘာမှမဆမ်းပါဘူး။မင်းတို့ကြောက်လို့လား
ယောက်ျားတွေပဲကွာဆေးဆရာကြီးရဲ့စကားကြောင့်ရွာသားတယောက်ကကြောက်တော့မကြောက်ဘူးဗျအဲ့ဒီအတန်ကြာရင်ကြောထဲမှာစိတ်နေတာဆရာကြီးရဲ့ခွေးဟူတန်ကအိမ်နဲ့နီးကပ်လာတဲ့အတွက်ပို့ပြီးတော့စူးစူးဝါးဝါကြားလိုက်ရတယ်ဒီအချိန်မှာပဲကိုပြစ်ပေါ်မှာထိုင်နေတဲ့ရွာသားတယောက်ကဟာဆရာကြီးတို့ဟိုမှာကြည့်ပါအောင်ဗျအဲ့ဒီလိုပြောပြီးတော့နာရေးအိမ်ရဲ့ခြံဝါးစီကိုလှမ်းညွန်ပြလိုက်တယ်၃ယောက်သားကြည့်လိုက်မိတဲ့အခါမှာပဲခြံဝါးမှာတစောင်းအနေထားနဲ့ရက်နေတဲ့ယောက်ျားတယောက်ရဲ့အရေးအိမ်ထဲမှာအောက်လင်းမိအောင်ကြောင့်ကိုပြစ်မှာရှိနေတဲ့လူတွေကအရေးကိုသာလမ်းမြင်ကြရတယ်သူတို့လမ်းကြည့်နေတဲ့အချိန်မှာပဲအဲ့ဒီလူရိတ်ကအရှိစီကိုဆက်ပြီးတော့ရှောက်သွားတယ်ဒါအတာပဲဖြစ်မယ်နော်ဆရာကြီးကြောချလိုက်တာဗျာတရေဆိုတာကိုခိုးမှပဲမြင်မှုတော့တယ်ဟုတ်တယ်ဟာအတာညတော့မှစုံနှံတာပြီးတော့အစိမ့်နေကြီးလေကျုပ်တို့တော့6ခံရပြီထင်တယ်ရွာသား2ယောက်ရဲ့အပြောကြောင့်ဈေးဆရာကြီးကဆက်လိုက်ဖွာရင်းနဲ့ငါလည်းမင်းတို့လိုမြင်လိုက်ပါတယ်ကွာအတာလာတာဆိုလို့ရှိရင်လေသူ့အိမ်ထဲကိုသူဝင်လာမှာပေါ့အခုကရှေ့ကိုဆက်သွားတာပဲကွာရွာထဲကငှက်ပစ်တဲ့တယောက်ယောက်ဖြစ်ပါလိမ့်မယ်အဲ့ဒီလိုပြောလိုက်တော့တယ်ဈေးဆရာကြီးတို့အဲ့ဒီလိုပြောနေတဲ့အချိန်မှာပဲယောက်ျားရိတ်ကခြံဝိုင်းတစ်ခုရှိကိုရောက်ရှိသွားတယ်စိုးစိုးဝါးဝါခွေးဥတန်းကြောင့်တကြီးဥပွင့်တို့တအိမ်လုံးအိမ်လို့မရပါဥပွင့်ကဧည့်သည်တွေကိုအားနာတဲ့အတွက်အိမ်မော်ကနေလှမ်းပြီးခွေးတွေကိုနီးမျိုးမျိုး6လမ်းထုတ်လိုက်တယ်ဒါမဲ့ခွေးတအုပ်ကပေကပ်ပြီးတော့သူ့အိမ်ရှိမှရက်နေတဲ့အတွက်စံဖေးကိုနှိုးလိုက်ရင်းနဲ့စံဖေးဟေးစံဖေးထားစမ်းပါကွာအိမ်ရှိမှမင်းပထွေးတွေဥနေတာမကြောက်ဘူးလားငါဧည့်သည်တွေအေးရေးပြက်လိမ့်မယ်ရေနဲ့ပတ်ပြီးတော့သွားမောင်းထုတ်လိုက်စမ်းသွားအဲ့ဒီလိုစေခိုင်းလိုက်ပါတယ်စံဖေးလဲအိမ်မုံစုံမွားနဲ့ထရင်ရေဘုံဆွဲပြီးတော့ထွက်သွားတယ်ပွင့်မော်ရေပွင့်မော်အိမ်မော်ကြနေတဲ့သူမနာမည်ခေါ်တဲ့ကြောင့်စက်ခနဲလန့်နိုးသွားတယ်ဒီအတန်အခုလိုလေးလေးပင်ပင်ခေါ်လိုက်တဲ့အတန်နေဝင်ရီရောအချိန်တုန်းကကြားခဲ့ရတဲ့ခေါ်တဲ့အဲ့ဒီခေါ်တဲ့ကိုကြားပြီးတော့သူမအိမ်မော်မောင်မှတ်ရောက်လာတာဖះအတာများခေါ်နေလေရော့သလားအဲ့ဒီလိုအတွေးကြောင့်သူမခေါင်းတစ်ပန်းကြီးသွားမိတယ်ပွင့်မော်ရေနားထဲမှာပဲ့တင်ထပ်တယ်လို့ကြားနေရတဲ့အတွက်သူမဆက်ခနဲထထိုင်လိုက်မိပါတယ်ညာဦးပိုင်းမှာသူအမ်ဘတ်ဆိုပြီးတေသွားတာဆိုတော့ဖះငါစီကိုလာပြီးတော့6လမ်းပြီးထင်ပါရဲ့ဒုက္ခပါပဲမိမသားပြီကြောက်စိတ်ကချက်ချင်းဝင်လာရင်းနဲ့ခေါင်းချင်းတက်မိသွားတယ်အခန်းအပြင်ကိုလမ်းကြည့်လိုက်တော့မိရောင်ကလည်းလင်းနေတယ်ဒါဆိုအဘကမအိတ်သေးဘူးပေါ့သူမအိတ်ခမ်းထဲကနေအလင်းမြန်ထွက်လိုက်မိတယ်ထိတ်ပြပြဖြစ်နေတဲ့သူမကိုကြည့်ရင်းနဲ့ဘာဖြစ်လို့လဲလုံးမလေးရဲ့ခွေးဟူတန်းကြောင့်နိုးသွားတာလားအင်းလေအဲ့ဒါကြောင့်စံဖေးကိုသွားမောင်းခိုင်းတာရတယ်မဟုတ်ဘူးဗျကျောင်းနာမည်ကိုခေါ်တန်ကြားလိုက်လို့လန့်နိုးသွားတာစက်သိန်းထားလို့မအိပ်ရတော့ဘဲနဲ့ထွက်လာမိတာအဖရဲ့ကျောက်စိတ်ထဲမှာတမျိုးကြီးပဲပွင့်မော်ရဲ့အတန်ကြားရနဲ့ဖျားစင်ရှိမှအိတ်နေတဲ့ချစ်မြိုင်ရလဲခေါင်းထောင်လာတယ်သူမရှိအောင်လာရင်းနဲ့ဟုတ်သလားပွင့်မော်ကြည်ရတာနာရေးရှိလို့ပွင့်မော်စိတ်ချောက်ချနေပြီထင်တယ်ဘာမှမပူနဲ့အကိုစောင့်နေပြီမယ်နော်ပွင့်မော်ကဟော်ရီပလက်ကလထိုင်မှာအိတ်လိုက်နော်နောက်တစ်နေ့မနက်အာယုံတက်တဲ့အချိန်မှာတော့ဒေါ်စိန်ခတ်ရွာသားတစုနဲ့ပင့်တန်က9ပါးတင်းချိုင်းမြေကိုဦးတည်ပြီးတော့သွားနေကြတယ်စီမီရွာလေးရဲ့ဒလေးအရအစိမ့်တီအလောင်းကိုရွာအပြေချက်ချင်းထုတ်ပြီးတော့နေမောမလွဲမီမြေမြန်ချကြရတယ်တန်က9ပါးတင်းချိုင်းစရက်မှာတရဏဂုံတင်ပေးပြီးတော့အတာရဲ့အလောင်းကိုမြေချဖို့အတွက်ပြင်ကြဆင်ကြပါတော့တယ်ဒေါ်စိန်ခတ်ကတားဖြစ်သူရဲ့နာမည်ကိုတကြောခေါ်ရင်းနဲ့ကြေခွဲစွာငိုကြွေးနေရှာတယ်။ရွာသူတချို့ကလည်းဒေါ်စိန်ခတ်ကိုဝိုင်းဝန်းပြီးတော့ဖြောင်းပြကြတယ်လို့ချက်ကြီးနဲ့ချက်စုကအလောင်းကိုမြေချင်းနဲ့ချဖို့အတွက်ပြင်လိုက်ကြတယ်။ချက်ကြီးတယောက်ကတော့တကယ်ချင်းအတာရဲ့ပြူးအင်းနေတဲ့မျက်လုံးအစုံမှိတ်ပေးဖို့ကြိုးစားလိုက်တယ်။ဟဲချက်ကြီးအတာမျက်လုံးနဲ့မှိတ်မရဘူးကွာ။အော်စရာပဲကွာ။ချက်စုရဲ့အပြောကြောင့်
ချက်ကြီးကအလောင်းရဲ့မျိုးလုံးတွေကိုအကြိမ်ကြိမ်မှိတ်ဖို့အတွက်စူးစမ်းလိုက်တယ်။ဒါပေမဲ့ချင်းနေပါပဲ။လုံးဝကိုမှိတ်လို့မရတဲ့အတွက်ကြောင့်မလို့ချက်ကြီးလက်လျှော့လိုက်ရတယ်။ဒေါ်စိန်ခက်ကလည်းအတားရဲ့ရုပ်လောင်းနောက်ဆုံးအနေနဲ့ကြည့်ရင်တဲထန်စွာငိုကြွေးနေရှာပါတယ်။အလောင်းမြေပြန်ဖို့ပြီးတော့ဒေါ်စိန်ခက်မိမျောသွားတဲ့အတွက်ရွာသားတွေလည်းထမ်းပိုးပြီးတော့အိမ်ပြန်လာခဲ့ရတယ်။အဲ့ဒီအချိန်မှာတကြီးဦးပွင့်ရဲ့အိမ်ဝိုင်းထဲမှာတော့ရွာသားတွေအလုံးရှုံနေကြတယ်။တင်ញိုင်းမြေကပြန်လာတဲ့သူတွေကအဲ့ဒီမြင်ကွင်းကြောင့်ထူးဆန်းသွားကုန်ကြတယ်။ဒေါ်စိန်ခက်ကိုပွေးချီထားတဲ့ရွာသားတွေကဆက်ပြီးတော့သွားကြပေမဲ့ရွာသူတချို့ကကြံရစ်ပြီးတော့တော်တို့လူဆောင်နေပါလား။ဘာလုပ်နေကြရလဲအဲ့ဒါ။အဲ့ဒီလိုဆက်ဆုလိုက်တယ်။တကြီးသမီးမင်္ဂလာပွဲရှိတယ်ဟေ့။တို့တော့တော်ဝါကြီးစားရအောင်ပါ။ဒါကြောင့်မန်းတက်ထိုးဖို့ပြင်းနေတာလီကလှုပ်အားပေးရွာသားရဲ့အပြောကြောင့်ရွာသူတွေကမျက်နှာရှုံမဲ့သွားရင်းနဲ့အလို့တော့တကြီးတို့ကစိတ်မှမှန်သေးရဲ့လားရွာမှာနာရေးရှိတာတည်ရက်နဲ့သူကနာရေးနဲ့ပြန်တာရေးလုံအောင်မရတော့အံ့ချက်ပဲအဲ့ဒီလိုဆိုလိုက်တဲ့အခါမှာတော့ရွာသားကတကြီးတို့ကိုပြောပြီးနာရေးရှိလို့အိုးအောင်တာရေးလောက်တာတဲ့ရက်မလဲခင်ကသူတို့မင်္ဂလာပွဲကရက်လေတာကိုစောင့်လိုက်ရင်မင်္ဂလာပွဲနောက်ကျသွားမှာဆိုလို့တဲ့အရာရှိမင်းကပြီးလက်ကိုသွားရမယ်ဆိုလားပဲဟာ။အော်ဒီလိုလား။ဒါနဲ့ဒီအကြောင်းကိုရွာလူတွေရောသိပြီးပြီလားဟဲ့။မသိသေးဘူးထင်တယ်။တို့တော်စံဖေးလာခေါ်လို့ခုမှရောက်တာ။ဒါဆိုရင်တော့ရွာနဲ့တရင်တို့ကိုကြီးညာရမယ်။ကဲရောင်းမတို့ကြီးခြိတက်ကြပါစို့ဟိ။တောင်ပိုင်းကိုအရင်သွားကြမယ်။ရွာသူတတိုက်ကအဲ့ဒီလိုပြောဆိုရင်းနဲ့အားချိုးမှန်တက်ဆက်လျှောက်သွားကြတယ်။သွားကြဟေးသွားကြဟာနင်တို့တနေ့အရက်လှည့်ပြီးတော့အတင်းတုပ်တဲ့အလုပ်ပဲရှိတဲ့ကောင်မတွေလောအားပေးတဲ့ရွာသားမတင်မနဲ့လှမ်းပြောပြီးတော့ခြံဝိုင်းထဲကိုပြန်ဝင်သွားတော့တယ်ရွာသူတသားရဲ့တရင်ဖြန့်ကောင်းမှုကြောင့်ပွင့်မော်ရဲ့မင်္ဂလာတရင်ကနေဝက်မတိုင်ခင်မှာပဲရွာနီးဆက်ချုပ်အားလုံးကိုပြန့်နှံ့သွားတော့တယ်တစ်ဖက်ရွာမှာရှိတဲ့သူတွေကပါတကြီးပွင့်စီကိုလာရောက်ပြီးတော့မင်္ဂလာတရင်မင်းမြန်းကြတဲ့အတွက်တကြီးအိမ်မှာပွဲတော်ကြီးအလားစီကားနေပါတော့တယ်ရွာလူတွေကလည်းတကြီးအိမ်ကိုကလေးရအောင်ရောက်ကုန်ကြပြီဒေါ်စိန်ခက်ရဲ့နာရီအိမ်မှာတော့6ကတ်တိတ်ဆိတ်လျက်ဆေးစရာကြီးရွာသူရွာသားတချို့သာရှိနေကြတယ်ဒေါ်စိန်ခက်ရဲ့နားထဲမှာတကြီးသမီးမင်္ဂလာပွဲတရင်ရောက်သွားတဲ့အခါမှာတော့ရှိုင်းဆိုင်လိုက်တဲ့တကြီးစာနာစိတ်မရှိလိုက်တာမင်္ဂလာပွဲလုပ်ချင်ရင်လေနာရေးပြီးမှလုပ်ပေါ့အခုကကျုပ်ကိုတက်တက်ရွှဲဆောင်းနေတယ်လို့ပဲကျုပ်သားလေးကတမလွန်ကနေစိတ်ချမ်းသာမှာမဟုတ်ဘူးသားရီအတားမင်းရဲ့ရက်မလဲခင်မှာပဲမင်းသိချစ်ပါတယ်ဆိုတဲ့မိမမင်္ဂလာယူတော့မယ်ကွအဖြစ်ဆိုးလိုက်တဲ့ငါသားလေးအတားရီအတားနနာချင်းချင်းနဲ့ရေရွတ်ပြီးတော့ငိုကြွေးနေရှာတဲ့ဒေါ်စိန်ခတ်ကိုကြည့်ပြီးလူတွေအားလုံးကစိတ်မကောင်းဖြစ်ကုန်ကြတယ်အတားဘလောက်ထိတကြီးသမီးကိုစုံမတ်တာဒေါ်စိန်ခက်ကဘလောက်ထိသားကိုဖူးဖူးမှုတ်ထားတာငယ်မွေးချံပေါက်အားလုံးသိထားကြတဲ့အတွက်မျက်ရည်ဆိုကြရှာပါတယ်ဒီအချိန်မှာပဲတကြီးရဲ့အိမ်ပေါ်မှာတော့ကဲသားနဲ့သမီးတို့ညနေဆိုရင်မြို့ကခေါ်ထားတဲ့အချုပ်သမားတွေရောက်လာကြလိမ့်မယ်မင်္ဂလာပွဲမှာဝတ်ဖို့စားဖို့ရွေးချယ်ထားပြီးကြပြီလားကွ။အိုးမြင့်ကချစ်မြိုင်နဲ့ပွင့်မော်ကိုကြည့်ရင်မေးလိုက်တယ်ကျွန်တော်ကတော့အချုပ်သမားလာမှပဲသူတို့ယူလာမဲ့အစင်တွေကနေရွေးလိုက်မယ်တဲ့ဒီပွင့်မော်အတွက်ပဲရေးကြည့်တာပါပွင့်မော်ရောဘာစီစဉ်ထားလဲအထေစားကတော့ပွင့်မော်မျိုးကပါလာတဲ့အစင်တွေရှိရဲ့အကိုရွှေတဆုပ်ပဲပွင့်မော်ဝတ်ဖြစ်မယ်အယောင်တော့မရွေးရသေးပါဘူးမတုတ်ကပွင့်မော်ရဲ့နားမှာဝင်ထိုင်လိုက်တယ်အချုပ်သမားတွေတောင်ရောက်တော့မဲ့ဟာကိုအယောင်ကြိုရွေးထားတာကောင်းမယ်ပွင့်မော်ရဲ့လာလေကျုပ်တို့ကဝိုင်းရွေးပေးမယ်ဟုတ်သားပဲသမီးလေးရဲ့သွားအယောင်သွားရွေးကြီးကွဒယ်ဒီတို့ကအကျွေးမွေးစင်ရင်လောက်အောင်မယ်ပွင့်မော်ကမတုတ်တို့အပြို3ယောက်နဲ့အတူတူအခန်းထဲကိုဝင်ခဲ့တယ်မတုတ်ကသူမကိုဂရင်ပေါ်မှာဆွဲထိုင်ချလိုက်ရင်းနဲ့လာစမ်းမအောင်အေးနင့်ကိုငါမေးစရာရှိတယ်မေးလေဘာလဲတော့နင်အတာဆုံးသွားတဲ့ကိစ္စကိုဘလို့မှမခံစားရဘူးလားပွင့်မော်ရဲ့မျက်မှောင်ကျုံသွားပြီးတော့ဘာခံစားစရာရှိလို့လဲအမှုသမားအမ်ဘတ်ဆိုသေးတာဘာစမ်းလဲအတာလိုကောင်ယူမိရင်ငငယ်ရွယ်နဲ့ကျုပ်ကမုံစိုးမဖြစ်နေမှာပေါ့ကျုပ်က
ကိုချစ်မြိုင်ကိုပဲနှစ်ကချစ်နေမိပြီအဲ့ဒီလိုပြောပြီးတော့အဝိဘီတို့ရှိအောင်ရှောက်သွားလိုက်တယ်အေးနင်ရတာဘာမှမခံစားရတာအတအမေဒေါ်စင်ခတ်ကြီးကနင့်ကိုမကျင်တတ်ဘူးဝေ့သူ့သားတည်တာနင်းကြောင်ဆိုပြီးတော့နင့်အဖေကလည်းသူများနာရေးဖြစ်မှမင်္ဂလာပွဲထလောက်တာကိုဟိုကအမြင်ဆောင်နေတာပေါ့အေးအော်ဘာဆိုင်လဲမတုတ်ရဲ့သူ့သားသေးသေးမသေးသေးမင်္ဂလာပွဲကအမြန်စီစဉ်ကြမှာပဲကိုချစ်မြိုင်ပြီးလက်သွားရမယ်အရေးမို့လို့ပါအားလုံးကကို့အကြောင်းနဲ့ကိုပဲကျုပ်တော့အခုအချိန်မှာတအားပျော်နေရပဲသိတယ်မတုတ်ရဲ့ပွင့်မော်ရဲ့စကားကြောင့်မတုတ်နဲ့အပြိုတွေကစိတ်မသက်မသာနဲ့တက်ပြင်းချလိုက်မိပါတော့တယ်6နဲ့တိုင်ခန့်နာရီကြီးစီကအတန်နားထဲကိုတိုးဝင်လာရင်းနဲ့ပွင့်မော်တည်နှိုးလာတယ်အေးရှိကိုထွက်ကြည့်လိုက်တော့အားလုံးကအိမ်မောကြနေပြီဒါကြောင့်မယ်ရေတစ်ခွက်ငဲ့တောက်ပြီးတော့အခန်းထဲကိုပြန်ဝင်ခဲ့တယ်အိယာဘောကိုတက်ဖို့ပြင်နေတဲ့အချိန်မှာပဲအတန်ကြားလိုက်ပြီးတော့အနောက်ကိုလှည့်ကြည့်မိလိုက်ပါတယ်ဟဲဗရင်းပေါက်တကားပွင့်နေပါလားငါမအိတ်ခင်တော့ကတေချာပိတ်ထားပါရဲ့နဲ့သူမအဲ့ဒီနေရာကိုရှောက်သွားရင်းနဲ့တကားကိုဆွဲပိတ်ဖို့အတွက်ပြင်လိုက်တယ်ဒါပေမဲ့တကားကတစုံတစ်ယောက်တွန်းသားတယ်လို့မျိုးလုံးဝကိုဆွဲပိတ်လို့ရမနေဘူးမမျော်လင့်မဲနဲ့သူမရဲ့အကြည့်ကငုံကြည့်မိသွားတယ်လေတိုးနေတဲ့တရက်ပင်ကြီးရဲ့အကိုင်းခတ်တံတွေကိုကြားနေရတယ်မစိုးမပိုးနဲ့လင်းနေတဲ့လိုက်အောင်အောက်မှာတရက်ပင်အောင်မမကြီးရက်နေတဲ့လူတစ်ယောက်ဘာတူလဲအောက်မှာရက်နေတာဘာတူလဲသူမခက်ဆက်ဆက်လေးလမ်းပြီးတော့မေးလိုက်မိတယ်အဲ့ဒီလူရိတ်ကသူမကြည့်နေတဲ့အချိန်မှာပဲတဖြည်းဖြည်းအရက်ကြီးရှည်ထွက်လာတယ်သူမအားတင်ပြီးတော့ကြက်တီတီသွားတဲ့အချိန်မှာပဲပွင့်မော်ငါနင့်ကိုသိချစ်တယ်နင်ဘသူ့ကိုမှမယူအောင်နော်ဒါငါတတိလာပေးတာအဲ့ဒီလိုအကွဲကွဲအတန်ကြီးကြောင့်သူမတအားလန့်ပြီးတော့အနောက်ကိုဆုတ်လိုက်မိတယ်သူမကိုစိမ့်စိမ့်ကြီးစိုက်ကြည့်နေတဲ့အတားပြူးအင်းနေတဲ့မျက်လုံးအစုံကသူမအတွက်ပုံမထိတ်လန့်သွားစေပြီးတော့မဟုတ်ဘူးနင်းသေးပြီနင်းနဲ့ငါနဲ့ဘာမှမဆိုင်ဘူးနော်နင်ကမကောင်းဆိုးပါပဲထွက်သွားအဲ့ဒီလိုကြောင်ချောက်ချာရေရွလိုက်မိပါတယ်အတားကတော့သူမကိုစူးစိုက်ကြည့်ရင်းနဲ့မဲ့ပြုံးပြုံးပြီးဟုတ်တယ်ငါနင့်ကိုတိတ်ချစ်လွန်းလို့မကောင်းဆိုးဝါးဘဝကိုရောက်နေပြီနင်ဘေးမှာအမြဲရှိမဲပွင့်မော်နင်မင်္ဂလာမဆောင်ရဘူးဟဲ့မဆိုင်ဘူးမနှောက်ရှက်စမ်းနဲ့ငါချစ်သူနဲ့ငါလက်ထက်တာနင်နဲ့ဘာမှမဆိုင်ဘူးနော်မကောင်းဆိုးဝါးကငါရှိရနေထွက်သွားသူမထိတ်တလန့်ရင်ညင်းဆန်လိုက်မိတဲ့အချိန်မှာပဲအတားရဲ့မျက်နှာကြီးကကြောင်မဖွယ်ကောင်းလောက်အောင်ပုံပြောင်းသွားတယ်ပြီးတော့သူမရဲ့မျက်နှာနာတရွေ့ရွေ့တိုးကပ်လာပါတယ်သူမစောက်တရားမဲ့သွားပြီးတော့အမလေးဆိုပြီးအတန်ကုန်အော်ဟစ်လိုက်မိတယ်ဘုံကနေပြိုကျတဲ့နဲ့အတူတကြီးဦးပွင့်တို့လန့်လို့ပြီးတော့အခန်းထဲကိုပြေးဝင်လာကြတယ်ပြတင်းပေါက်နားမှာခွေလဲကျနေတဲ့ပွင့်မောကြောင့်ထိတ်လန့်ပြီးတော့ပြေးပွေလိုက်ကြတယ်ပွင့်မောဘာဖြစ်တာလဲပွင့်မောရေချစ်မြိုင်ကစိုးရိမ်တကြီးနဲ့တတိုးတိုးခေါ်ဆိုရင်အိယာဘောကိုတင်လိုက်တယ်စံဖေးဟေးစံဖေးဆေးစရာကိုချက်ချင်းတော့ပင့်အိုးပွင့်တယောက်လမ်းအော်ရင်နဲ့ဘာလို့ဘာကရမှန်းမသိအောင်ဖြစ်နေတယ်ဆောင်းနှင်းကြီးအေးနေတာတော့သမီးလေးချွေးတွေတိတ်ထွက်နေပါလားတာသမီးကိုတပတ်နဲ့တုပ်ပေးလိုက်ရော့ပွင့်မော်သမီးလေးအိုးမြင့်ကမျက်နှာတုပ်ပေါ်ကလမ်းပေးရင်းနဲ့စိုးရင်စွာပြောလိုက်တယ်ခဏကြာတော့ဆေးစရာကြီးရောက်လာတယ်ပွင့်မော်ကိုတတိပြန်လဲလာအောင်လို့ပြုလုပ်ပေးပြီးတော့စမ်းသက်ရင်းနဲ့နှလုံးကတိတ်အားနေနေပါလားတဲချီတိုက်မှရမယ်သမီးခေါင်းထူလိုက်နော်တတိပြန်ရလာတဲ့ပွင့်မော်ကိုဆေးစရာကြီးကတဲချီဆေးတိုက်ပြီးတော့စိတ်လှုပ်ရှားစရာတွေခံစားနေရတဲ့ပုံပဲစိတ်ကိုတည်ငြိမ်အောင်ထားပါသမီးအဘပေးခဲ့မဲ့တဲချီအားစေးကိုနေ့တိုင်းတောက်ပါဆေးစရာကြီးပြန်သွားပြီးတဲ့နောက်မှာတော့သူမရဲ့ဖခင်ကိုဖတ်ကြွယ်လိုက်ရင်းနဲ့ကျုပ်ကတိတ်ချောက်တယ်အဘကျုပ်ကိုအတားလာပြီးတော့ခြောက်လှန့်နေပြီတယောက်ထဲလည်းမနေရဲဘူးကဲပါအောင်အဘရဲ့အဲ့ဒီလိုရှိုက်ကြီးတခင်ရှိုက်ငိုရင်းနဲ့ပြောလိုက်ပါတော့တယ်
သူမစကားကြောင့်ဦးပွင့်ရလဲမျက်မှောင်ကျုံမိရင်ကနေခေါင်းခါရမ်းလိုက်မိတော့တယ်ဒေါ်စိန်ခတ်တယောက်အရှိကိုပြစ်လေးမှထိုင်ရင်းနဲ့ကွယ်လွန်သွားတဲ့သားဖြစ်သူအတွက်ရည်စူးပြီးတော့စိတ်ပရိစိတ်နေမိတယ်သူမကျမ်းမာရေးကောင်းမွန်လာတဲ့အတွက်ဈေးဆရာကြီးနဲ့ရွာသူတွေလည်းဘယ်သူမှမလာကြတော့ပါဘူးရက်လည်နေရောက်မှသာချက်ပြုတ်ရေးအတွက်အားလုံးစီစဉ်ပြီးသားကာလာသားတစုကတော့ညတော့ဖဲဝိုင်းအရှိန်နဲ့အိမ်ပေါ်မှာအတုံးရုံအိပ်ပျော်နေကြပြီဒေါ်စိန်ခတ်တယောက်တည်းထိုင်နေတဲ့အချိန်မှာပဲအဖွားကိုတယောက်ကခြံဝိုင်းရှိမှရက်နေတာကိုမြင်လိုက်ရပါတယ်စူဇန်နဲ့ဟန်နဲ့သူမကြည့်နေတော့မှပဲအဲ့ဒီအဖွားကအိမ်ထဲကိုလန့်ဝင်လာတယ်ဒေါ်စိန်ခတ်ကစိတ်ပရီးကိုရက်တက်လိုက်ရင်းနဲ့အတော်ဘာကိစ္စများရှိပါသလဲအဲ့ဒီလိုမေးလိုက်မိတယ်အဖွားကတောင်မွေးကိုချလိုက်ပြီးတော့ကိုပြစ်မှာဝင်ထိုင်လိုက်ပါတယ်သူမကိုကြည့်ရတာတအားကိုမောပန်းနေပုံရတယ်ကျုပ်ကခီးသွားတယောက်ပါနေသိပ်ပြင်းတော့မောလွန်းလို့ပါရေအေးလေးတစ်ခွက်လောက်တောက်လို့ရမလားကွ။အော်ရပါတယ်တော်ရဲ့ရပါတယ်။ဒေါ်စိန်ခတ်ကကိုပြစ်ပေးမှရှိတဲ့ရေဟိုးစင်အားရေလေးတစ်ခွက်ကိုခတ်ယူပြီးတော့ကမ်းပေးလိုက်တယ်။အဖွားကရေဟိုအငမ်းမရတောက်လိုက်ပါတော့တယ်။ဟာအခုမှပဲရင်ထဲမှာနေရထိုင်ရတာတက်တာသွားတော့တယ်။ရေတစ်ခွက်တိုက်တဲ့အတွက်ကျေးဇူးတစ်ခုတင်သွားရပြီပေါ့။ညီတို့အိမ်မှာနာရေးဖြစ်နေသလား။အဖွားရဲ့အပြောကြောင့်ဒေါ်စိန်ခတ်ကအရန်ကိုအားသင့်မိသွားရင်းနဲ့ဟုတ်ပါတယ်တော့ကျမသားလေးဆုံးသွားတာရက်တောင်မလဲသေးပါဘူးရှင်အဲ့ဒီလိုပြောလိုက်တဲ့အခါမှာအဖွားကလာပြေးလာခွေညတွေမှာပရာလောကသားတွေရဲ့စွမ်းအားကတာမန်ထက်ပိုပြီးတော့ကြီးမားတတ်တယ်ညီသားရဲ့ဝိညာဉ်ကသူဖြစ်ချင်တာအားလုံးမကြခင်မှာဖန်တီးယူတော့မယ်ရှင်တကယ်လားတော်ရဲ့ကျမသားလေးကျွတ်လွတ်သွားအောင်လို့ဘာရီများလုပ်ပေးနိုင်မလဲအဖွားကထိုင်ရကနေထားရလိုက်ရင်းနဲ့ဘာမှလုပ်လို့မရဘူးဖြစ်တင်တာအားလုံးဖြစ်သွားလိမ့်မယ်သူ့ဆန္ဒတွေပြီးမြောက်မှပဲအဆုံးသတ်သွားမှာအဲ့ဒီလိုပြောပြီးတော့ထွက်သွားဖို့အတွက်ပြင်လိုက်ပါတော့တယ်အခုလိုပြောပြပေးနိုင်တဲ့အတွက်ကျေးဇူးတင်ပါတယ်အတော်ကျေးဇူးရှင်ရဲ့နာမည်ကိုမှတ်သားထားခြင်းလို့ပါအတော်နာမည်လေးပြောပြခဲ့ပါရှင်ဒေါ်စိန်ခတ်ရဲ့တောင်းဆိုမှုကြောင့်အဖွားကခြေလမ်းမရက်ဖ ೇನೆ လောကမှာအပြန်အလှန်ကျေးဇူးပြုကြတာမဆန်းပါဘူးကျုပ်ကိုအများအောက်လန်းပညာသေးလို့သိကြတယ်ကျုပ်နာမည်ကဝေပြန်ဒေါ်အိုစာဒေါ်စိန်ခတ်ကကြောင်ငေးပြီးတော့ကြည်နေတော့မှပဲအဖွားကတရွေ့ရွေ့နဲ့ထွက်ခွာသွားပါတော့တယ်ကဝေပြန်ဒေါ်အိုစာနဲ့အောက်လန်းပညာသေးဆိုတော့ငါသားလေးရဲ့ဝိညာဉ်သူတွေ့မြင်နေရလို့ပဲဖြစ်ရမယ်ငါသားလေးရဲ့ဆန္ဒကသူသိချစ်တဲ့မိန်းကလေးကိုဆွဲလန်းနေတာပဲဒါဆိုအိုးငါသားလေးဝိညာဉ်ဘဝနဲ့သူသာဆန္ဒပြေဝမယ်ဆိုရင်ငါကျင်တတ်တယ်ငါသားလေးအတာစိတ်ချမ်းသာပါစေသူလိုချင်တာကိုအရယူနိုင်ပါစေသားလေးအတာရေးမင်းလှုပ်ချင်တာအားလုံးလုပ်ပြစ်လိုက်စမ်းပါသားရဲ့ဒါမှအမေအပေါ်မောက်မာတယ်လို့ဆက်ဆံခဲ့တဲ့တကြီးသားဖောက်လက်တော့ပြန်မိသားဖြစ်မှာသားလေးရဲ့ဒေါ်စိန်ခတ်ကအဲ့ဒီလိုရေရွရင်းနဲ့နာကြီးစွာပြုံးလိုက်မိပါတော့တယ်ဒီနေ့ကလကွယ်ညဖြစ်ပေမဲ့တကြီးဦးပွင့်ရဲ့အိမ်တအိမ်လုံးလင်းထိန်နေတယ်မင်္ဂလာမန်းနဲ့ကြီးကလည်းပြီးစီးနေသလိုမနေ့ပြန်မင်္ဂလာပွဲအတွက်ချက်ပြုတ်ရေးအဖွဲ့ကလည်းချက်ပြုတ်နေကြတယ်တကြီးပွင့်အိုးအောင်မြင့်နဲ့ကျေးရွာလူကြီးတစုကပြင်တော်အိမ်ကြီးရဲ့အပေါ်ထပ်မှာအာပေါင်အာရင်တန်စွာနဲ့စကားတွေပြောဆိုနေကြတယ်ကာလာသားတစ်တိုက်ကတော့ချက်ပြုတ်ရေးရမိမပြိုရင်းနဲ့အဖွဲကြရင်ရေမောနေကြတယ်ခြံဝိုင်းထဲမှာရှိတဲ့တရက်ပင်ကြီးရဲ့အောက်ခုံတန်းလေးမှာတော့ကိုချစ်မြိုင်ကပွင့်မော်ရဲ့ပခုံးဖတ်ထားရင်းနဲ့ကိုရောရင်တွေခုံနေပြီအချစ်ရဲ့မနှက်ပြန်ကိုရောမင်္ဂလာပွဲကြည့်ပြီးရင်အချစ်ကကိုယ့်ရဲ့အိမ်သူမယားလေးဖြစ်နေပြီနော်ကိုချစ်မြိုင်ရဲ့အပြောကြောင့်သူမရှက်သေးပို့သွားရင်းနဲ့အကိုကလည်းနားရှက်စရာတော့ဘာတွေပြောနေမှလည်းမသိဘူးအဲ့ဒီလိုဆိုရင်ကိုချစ်မြိုင်ရဲ့ရင်ဝင်ထဲကိုခေါင်းတိုးဝင်လိုက်ပါတော့တယ်ပြစမ်းမအောင်အဲ့ဒီရှက်တဲ့မျက်နှာလေးအချစ်ကလေးရလေအဲ့ဒီလိုရှက်သွေးပို့သွားရင်မျက်နှာလေးကပိုပြီးချစ်ဖို့ကောင်းတယ်သိလားမော်စမ်းမအောင်ကွယ်ချစ်စပွဲမျက်နှာလေးကိုမွေးပေးချင်လို့ပါကွယ်ကိုချစ်မြိုင်ကသူမရဲ့မျက်နှာလေးကိုဆွဲမော့ရင်မျက်နှိုးစွာနဲ့
နမ်းရှိုက်လိုက်တယ်။ရင်ခုန်လုံးမြန်နေရှာတဲ့ပွင့်မော်ကချစ်သူရဲ့ခါကိုတင်းကျပ်စွာဖတ်တွေ့ထားရင်းနဲ့မျက်လုံးမဖွင့်ရအောင်ဖြစ်နေရှာတယ်။ဒီအချိန်မှာပဲအလွန်ဆိုးဝါးလာတဲ့အပုပ်နှံကြီးကသူတို့နှာခေါင်းထဲကိုတိုးဝင်လာတယ်။အာဘယ်ကအပုပ်နှံကြီးလဲကွာ။ရုံစရာကြီးအရှိန်ပြတ်သွားတဲ့ကိုချစ်မြာရမတင်မနှက်နဲ့ရေရွတ်လိုက်တယ်။ဟုတ်ပါရဲ့အကိုအနံ့ကလည်းတိတ်ဆိုးပါလား။နေပါဦးခွေးတွေဘာတွေများတေးပြီးတော့ပုတ်ပွားနေသလားမသိဘူး။စံဖေးကိုတွားခေါ်ပြီးတော့ရှာခိုင်းမှအဲ့ဒီအချိန်အိမ်မော်မှာရှိတဲ့လူတွေအားလုံးရောချက်ပြုတ်ရရလူတွေပါအဲ့ဒီအပုပ်နှံဆိုးကြီးကိုရှူရှိုက်လိုက်ကြရတယ်။လူတွေအားလုံးခြံထဲကိုစုဝေးရောက်ရှိလာပြီးတော့အပုပ်နှံကြီးကတိတ်ဆိုးပါလားကွာရှာကြသမ်းမအောင်ဘာကောင်တွေများပုတ်အဲ့နေပြန်မလဲမသိဘူး။စံဖေနဲ့ရွာသားတွေကခြံတွင်းအပြင်ကိုလှည့်ပတ်ပြီးတော့အဲ့ဒီအပုပ်နှံကိုရှာပုံတော်ဖွင့်ကြတယ်။ဒုက္ခပါပဲကွာမနေ့ပြန်မင်္ဂလာပွဲမှာဒီအပုပ်နှံနဲ့ဧည့်သည်တွေဘလို့စားကြတောက်ကြမတော့ဟာရှာကြအပုပ်နှံရပျောက်မသွားသလိုအားလုံးရှာဖွေပေမဲ့တရားခံကိုလည်းမတွေ့ရဘူးရှာလည်းနှံ့နေပြီတကြီးရေခွေးတွေကြွက်တွေမပြောနဲ့အိမ်မြောင်တွေပိုးဟတ်တွေတောင်မတွေ့ရဘူးဘလို့ဆက်လုပ်ရမလဲရှာဖွေဖွေစကားကြောင့်တကြီးဦးပွင့်ရကဲပါလေအချိန်တန်တော့လေအနံ့ပျောက်သွားမှာပါတနေရရာကလေသိမ့်လို့နန်းနေတာပဲဖြစ်မှာပေါ့ကဲလှုပ်เสียရှိတာတွေလှုပ်ကြတော့အဲ့လိုပြောလိုက်ပြီးတော့တက်ပြင်းချလိုက်မိပါတော့တယ်မနေ့ကငါးလုံးမလေးမင်္ဂလာယူမဲ့အချိန်မင်္ဂလာအချိန်မတိုင်ခင်မှာပုံနှံ့ရတယ်ဆိုတော့မကောင်းတဲ့နမိတ်တွေပါရများဖြစ်နေမလားဖះမလိုမင်္ဂလာပွဲကြီးဘာမှမဖြစ်ပါစေနဲ့အဲ့ဒီညတညလုံးအော်ကလီဆန်ပွဲအပုံနှံကြီးရဲ့တံလူတွေအားလုံးခံလိုက်ရတယ်အနန္တတာဖို့အတွက်ချစ်မြိုင်ကပွင့်မော်ကိုရှူသေးရှူခိုင်းနေရင်ကနေအကိုပွင့်မော်လေးတားအိတ်ချင်နေပြီအကိုလည်းစောစောအိတ်တော့နော်မနဲ့အစောကြီးထားရမှာမလားဘာလို့အလောက်တော့အိတ်ချင်နေရလဲမသိဘူးရှင်ညညူလိုက်တဲ့ပွင့်မော်ရဲ့အပြောကြောင့်ဟုတ်သားပဲမနဲ့ပြန်တို့သမီးလေးမြကွင်းညိုနေကြည်မကောင်းမိဖြစ်နေအောင်မယ်အချစ်ကအိတ်လိုက်တော့နော်ကိုလည်းခဏနေအိတ်ရဝင်လိုက်မယ်ချစ်မြိုင်ကအဲ့ဒီလိုပြောပြီးတော့သူမကိုအိတ်ခမ်းထဲကိုလိုက်ပို့လိုက်တယ်။ပွင့်မော်တယောက်ကတော့မျက်လုံးမဖွင့်နိုင်လောက်အောင်အိတ်ချင်နေတာမို့လို့ခေါင်းမော်ခေါင်းချလိုက်တာနဲ့အိတ်ပျော်သွားရှာတယ်။ကိုချစ်မြိုင်ကချက်ချင်းဆိုသလိုအိတ်ပျော်သွားတဲ့ချစ်သူလေးရဲ့မျက်နှာကိုမျက်နှိုးစုံမက်စွာငေးကြည့်ရင်းနဲ့အညာဆောင်မလေးလွှမ်းခြုံပေးလိုက်တယ်။ပြီးတော့သူမရဲ့နဖူးပြင်ကိုနမ်းရှိုက်ပြီးအခန်းပြင်ကိုပြန်ထွက်ခဲ့ပါတယ်။ပွင့်မော်ကြီးပွင့်မော်နားရကနေခေါ်နေတဲ့အတန်ကိုကြားနေရပေမဲ့သူမမျက်လုံးတွေမဖွင့်နိုင်ဘူးဒါကြောင့်ငနေရေရွတ်လိုက်မိတယ်ငါနင့်ပေါ်ဘယ်လောက်ဆွေးလန်းတယ်လဲနေမသိဘူးလားဟင်ငါနင့်ကိုမဆုံးလွတ်နိုင်ဘူးပွင့်မော်ရဲ့နေရာငါအတွက်ပဲဖြစ်နေပြီပါဟာနော်နင်းနဲ့ငါလေးဟိုးဝေးကြီးကိုသွားကြမယ်တိတ်ချစ်တဲ့ပွင့်မော်ရဲ့ဘလို့မှမခွဲနိုင်ဘူးချစ်ခွင့်ပေးပါနော်ပိုင်ဆိုင်မရစီအချစ်ရဲ့အတန်ကိုအတိုင်းသားကြားနေရပေမဲ့သူမကလေဟာနေတဲ့ရောက်တယ်လို့ခံစားနေရတယ်ခန္ဓာကိုယ်ချင်းထိလိုက်မိလို့နှွေးထွေးတဲ့ခံစားမှုပြင်းပြပြနမ်းရှိုက်မှုတွေသူမကိုကလူကြီးစေနေတဲ့လက်အစုံတစုံတရာရဲ့ညှို့ငင်ဖန်ဆားမှုအောင်မှာသူမဘလို့မှယုံမထွက်နိုင်အေးဆက်နေတဲ့သူမရဲ့လက်အစုံကအိမ်ရခင်းကိုစုပ်ကင်ထားပေမဲ့မျက်လုံးတွေကဖွင့်လို့မရအောင်လေးလံလွန်းနေတယ်ကျေလောင်စွာထွက်ပေါ်လာတဲ့ခွေးဥတန်းနဲ့အတူဆရာတော်ကျောင်းစီကကျေးစီထူလိုက်တဲ့အတန်ကြောင့်သူမကိုယ်လုံးလေးဆက်ခနဲ့တုံသွားတယ်။သူမဟိုးအမြင်ရနေဝုန်းကနေပြုတ်ကျသလိုခံစားလိုက်ရပြီးတော့မျက်လုံးတွေလည်းပွင့်လာတယ်။ရင်တစ်ခုလုံးမောဟိုက်နေပြီးတော့အာကောင်တွေလည်းခြောက်သွေ့နေသလိုခံစားရပါတယ်။ဒါကြောင့်မဲအိယာထက်ကနေဆက်ခနဲ့ထရင်းနဲ့ရေတောက်ဖို့အတွက်ပြင်လိုက်မိတယ်။ဟင်ငါ့ဝစားတွေတွန့်ကျနေပါလားဘလို့ဖြစ်တာပါလဲပွင့်မော်ကရေတစ်ခွက်ကိုငဲတောက်ရင်းကနေအိမ်မက်လိုတကယ်လိုအဖြစ်ကိုပြန်တွေးလိုက်မိတယ်ဖယားကြီးအိမ်မက်လားတကယ်များလားအိမ်မက်ထဲကယောက်ျားအောင်ဘာတူလဲအကိုချစ်မြိုင်လားငါအခန်းထဲဝင်လာပြီးတော့အိုးမဟုတ်သေးပါဘူးအကိုကဒီလိုလူစားမဟုတ်ဘူး
အပြင်မှာလည်းလူကြီးတွေရှိနေရပဲနေပါဦးသူမဟုတ်ရင်ဘာတူလဲငါကြုံတွေ့ခဲ့တာအိမ်မက်လားဒါမဲ့ငါတကိုယ်လုံးကရောဘာလို့နာကျင်ပြီးနှုံးချိနေရလဲဘာတွေဖြစ်ကုန်တာလဲတွေးလို့မရတော့ဘူးဟာပွင့်မော်ကကလေးမော်မှာငုတ်တုတ်ထိုင်ရနေရှင်ထဲမှာပလောင်ဆူသွားတယ်ဗရင်ပေါက်ကနေငေးကြည့်ပြီးတော့အာယုံတက်ချိန်ရောက်နေတာကိုသတိပြုလိုက်မိပါတယ်အကွဲကွဲရည်တန်ကြီးကြောင့်သူမဆက်ခနဲတုံသွားတယ်အဝိပီတို့ရဲ့ကြီးမှန်ပေါ်မှာပေါ်နေတဲ့မျက်နှာကြီးတစ်ခုသူမလန့်ဖြန့်ပြီးတော့ခေါင်းရင်ဘက်စီကိုဒိုးကလိုက်မိတယ်အိမ်မမဟုတ်ဘူးပွင့်မော်နင့်ကငါအရယူလိုက်တာနေကငါမရဖြစ်သွားပြီဘသူနဲ့မှနေယူလို့မရတော့ဟာတိုက်ပြီးတော့ရီမောနေတဲ့အတရဲ့မျက်နှာကြီးသူမမင်းတက်မိနေစမှာပဲမှန်တဲ့ကနေတပြေးပြေးဖောက်ထွက်လာတယ်နေအိုးမဟုတ်ဘူးနေကမကောင်းဆိုးပါပဲနေသေးပြီအတာနေမရှိတော့ဘူးအတားသူ့ကိုစူးစိုက်ကြည့်ရင်နဲ့အနိုင်ရသူတယောက်လိုပြုံးလိုက်တယ်ပြီးတော့သူမရှိရာကိုတရွေ့ရွေ့လှမ်းလာရင်နဲ့ဟုတ်တယ်ငါမကောင်းဆိုးပါပဲနေနဲ့ငါညားပြီလေဒီတော့နေကမကြခင်မှာမကောင်းဆိုးဝါးလေးတကောင်ဟောဒီနင်းပိုက်ကြီးတဲ့ကနေမွေးရလိမ့်မယ်အဲ့ဒီလိုသူမရဲ့ပိုက်ကိုလက်ညှိုးထိုးပြလာတယ်သူမစောက်တရားမဲလောက်အောင်ခြောက်ချားသွားပြီးတော့မခံရနိုင်မှုကြောက်ရွံ့မှုဒေါသတရားတွေအားလုံးရောပြုံးပြီးတော့တွတ်ခါအောင်ခေါင်းရမ်းပစ်လိုက်ပါတယ်မဟုတ်ဘူးဒီလိုမဖြစ်စေရအောင်နင်ကတရေဖြစ်နေပြီအတာနင်နဲ့ငါဘာမှမပတ်သက်ဘူးငါ့ကိုမနှောက်ယှက်ပါနဲ့နင်ပြောတာတွေကိုငါမယုံမကြားလဲမကြားချင်ဘူးသွားထွက်သွားသူမရှိုက်ကြီးတငယ်ငိုကြွေးရင်းနဲ့အာကောင်ချစ်ပြီးတော့အော်ဟစ်ပြလိုက်တယ်ဒီအချိန်မှာပဲပွင့်မော်ဘာဖြစ်လဲနင်ဘာဖြစ်တာလဲမတ်တော့ကတန်ဟန်တော်ရေရွရင်နဲ့သူမကိုထွေးပွေထားလိုက်တယ်သူမရှိုက်ကြီးတငယ်ငိုကြွေးပြီးတော့မတ်တော့ကိုဖတ်တွယ်ထားမိပါတော့တယ်သူမရဲ့အဖြစ်ကသူများကိုပြန်ပြောပြဖို့အတွက်တောင်မသိနဲ့ဖြစ်ရဲ့အော်အိမ်မဆိုးတွေမလို့လားပွင့်မော်ရဲ့မငုံနဲ့တော့နော်ရေမိုးချိုးပြီးအလားပြင်ရမယ်လေမတ်တော့ကနဲ့ကိုနှုတ်ဖို့ဝင်လာတာတိတ်တော့နော်စီမီးတရွာလုံးဓာတ်ဆက်တန်ကြီးညံနေတယ်လို့ဒီနေ့ဟာတရွာလုံးမိကိုတဲ့ကလေးတငယ်တချို့ကဓာတ်ဆက်ကြီးကနေထွက်ပေါ်နေတဲ့တချင်းတန်နဲ့အတူတူခုံပေါက်ပြီးဆော့ကစားနေကြတယ်လို့ရွာသူရွာသားတွေကလည်းဖီလိန်ပြင်ဆင်နေကြတယ်မကြခင်အချိန်မှာပဲတကြီးသမီးပွင့်မော်နဲ့အရာရှိတွေကိုချစ်မြိုင်တို့ရဲ့မင်္ဂလာအချိန်ကြာရောက်တော့မယ်မဟုတ်ပါလားတကြီးဦးပွင့်ရဲ့ခြံဝိုင်းထဲမှာတော့လှပခန့်ညားတဲ့မန်းတက်ကြီးကဟေးနေတယ်လို့ပြင်အောင်အင်ကြီးထဲမှာလည်းဂရီပါကော်စောတွေအပြည့်ခင်းထားတယ်သူတို့သားချစ်မြိုင်ကအင်ကြီးရဲ့အောက်ထပ်အခန်းထဲအဝတ်အစားလဲလဲဝတ်ဆင်နေတယ်လို့အပေါ်ထပ်အိတ်ခန်းထဲမှာတော့ရွှေတဆုပ်အနီရောင်လေးနဲ့သူတို့သမီးလေးသူတို့သမီးပွင့်မော်ကမန်တင်ကုန်ကြီးရှိမှငိမ်သက်စွာထိုင်နေရင်ကနေမိမရှာတူကသူမကိုမျက်နှာခြေတပေးနေတယ်အလှကြီးလာနေတဲ့အနီရောင်သူတို့သမီးလေးကကြည့်မှန်ကိုစိုက်ကြည့်ရင်းနဲ့မလုံးမရှက်ငြိမ်သက်နေရှာပါတယ်။သူမရဲ့စိတ်တွေကတော့လက်ရှိကာလနဲ့ကင်းမဲ့စွာတစုံတရာကိုတွေးတောနေတယ်။ငါတကယ်ပဲတရေအတာရဲ့အာရမပြုကျင်တာကိုခံခဲ့ရတာလား။သူပြောသလိုငါမွေးတဲ့ကလေးကမကောင်းဆိုးဝါးလေးဖြစ်နေမလား။မကြခင်အကိုနဲ့ငါလူကြီးဆောင်ရာအပေါင်းအသင်းတွေရှိမှမင်္ဂလာပွဲကြီးကျင်းပရတော့မယ်။ငါ့ကိုတိတ်မြတ်နိုးတဲ့အကိုအတွက်မတန်ရှင်းတဲ့ငါခန္ဓာကိုယ်ကိုပေးရတဲ့လားငါမကောင်းဆိုးဝါးကောင်ရဲ့ခြေတော်တင်ညင်းကိုခံထားရတဲ့မိမတယောက်ဖြစ်နေပြီငါဘာလုပ်တင်လဲငါဘာလုပ်ရမလဲရုတ်တရက်ထွက်ပေါ်လာတဲ့ရည်တန်းကြောင့်သူမမျက်တောင်ဖြတ်ခနဲ့ခတ်မိသွားတယ်ကြည်မှန်နေရနေရေပြုံးမိကြည့်နေတဲ့သူမရဲ့မျက်နှာတစ်ခုနေရတစေတရေအတာရဲ့မရားဖြစ်နေပြီလေအခုမင်္ဂလာပွဲကျင်းပဖို့နင်းလေးပြတန့်ရဲ့လားနေမွေလာတဲ့ကလေးလေးကလည်းတရေလေးပဲဖြစ်နေမှာနော်အဲ့ဒီကြတော့မှနင်းသိချစ်ပါတယ်ဆိုတဲ့နင့်လင်ချစ်မြန်ရနင့်ကိုတိတ်မုံပြီးတော့ဆွန့်ပစ်သွားမှာပဝန်းကျင်မှာလည်းနင်းဆောက်ရက်ကွဲမှာမိပွင့်မော်ရဲ့နင်ဘာလို့တင်တယ်လဲဆိုတာကိုနင်မသိသေးဘူးလား
သင့်စွာနဲ့ငေးဆိုင်ကြည့်နေတော့မှာပဲရေမောနေတဲ့သူမမျက်နှာကြီးပျောက်ကွယ်သွားတယ်ကြည်မှန်တစ်ချက်လုံးရင်ငွေရိုက်တယ်လို့မော်ဝါးသွားပြီးတော့ကြည်စမ်းမအောင်ပွင့်မော်ရမတားတို့ဘလောက်တော်လိုက်တယ်လဲလူဘဝမှာမလုံနိုင်ခဲ့တာတွေတရေဘဝနဲ့အားလုံးဖန်တီးနိုင်တယ်နေရခဏလို့နေရခဏကိုလည်းငါရပြီလေနေငါ့ကိုချစ်ချစ်မချစ်ချစ်နေဟာတရေကြီးအတားရဲ့မရဖြစ်သွားပြီဟာနေပါလုံးမလဲရှေ့ဆက်မလားရက်ပြစ်မလားရှေ့ဆက်ဖို့ကြိုးစားရင်တော့တရေကြီးအတားရဲ့အကြောင်းနင်းသိပါတယ်မရရတဲ့နေနဲ့နင်တို့ပွဲကိုဖျက်ဆီးပြမယ်စမ်းကြည့်လိုက်စမ်းပါငါမရပွင့်မော်လေးရဲ့စမ်းကြည့်လိုက်စမ်းပါဆက်ဆုပ်ရွှန်ရှာဝဲမျက်နှာကြီးနဲ့အကွဲကွဲအတန်ဆိုးကြီးကြောင့်သူမမျက်လုံးတွေပြဝေမတက်ဒုံလို့သွားတယ်စိတ်ခံစားမှုတွေကြောင့်သူမခေါင်းထဲမှာမူးနောက်ပြီးတော့ကိုယ်နှလုံးခုန်တန်ကိုလည်းကိုပြန်ပြီးကြားနေရပြီသူမနားနှစ်ဖက်ကိုလက်နဲ့အုပ်ရင်မဟုတ်ဘူးတော်ပါတော့မကြားချင်ဘူးငါဘာမှမကြားချင်ဘူးအဲ့ဒီလိုငိုယိုအော်ဟစ်ပြီးတော့ဝုန်းကနေထရက်လိုက်တယ်အမတ်မထင်သူတို့သမီးရဲ့အဖြစ်ကြောင့်စရုံးပြင်ပေးနေတဲ့မိမရှာကလည်းလန့်ဖြန့်ပြီးတော့ဟဲ့စောက်ပလို့တော့အော်သူတို့သမီးဘယ်လဲဟဲ့မသွားနဲ့လေပွင့်မော်ကမိမရှာကိုဝင်တိုက်ပြီးတော့အခန်းထဲကနေပြေးထွက်သွားပါလေရောတယ်အိမ်ကြီးပေါ်မှာရှိတဲ့သူတွေကလည်းသူတို့သမီးရဲ့အမူအရာကြောင့်အားသင့်ကုန်ကြတယ်ဟဲ့လုံမလေးဘဲသွားမလို့လဲမင်္ဂလာချိန်ရောက်တော့မယ်လေမပြေးနဲ့လေတကြီးဥပွင့်ရအဲ့ဒီလိုလမ်းမီတားစီလိုက်ပေမဲ့ပွင့်မော်ကလေကားအတိုင်းပဲပြေးဆင်းသွားတယ်လှုပ်ကြပါဦးဟာသူတို့သမီးထွက်ပြေးသွားပြီလိုက်ကြတကြီးဥပွင့်ဦးအောင်မြင့်နဲ့သူတို့သားအပါဝင်မန်းတက်ထဲမှာရှိတဲ့လူတွေကသူတို့သမီးနောက်ကိုပြေးလွှားပြီးတော့လိုက်ကြတယ်ပွင့်မော်ရေမပြေးနဲ့လေအကိုချင်းမြန်ရှိကိုပြန်လာခဲ့ပွင့်မော်သူတို့သားချင်းမြန်ရအဲ့ဒီလိုတစားစားအော်ရင်တောင်ရှိပစိုးကိုမရင်းကနေပြေးလိုက်သွားတယ်ဗိသိက်မြောက်မဲ့ဆရာကြီးကလည်းသူတို့သမီးနောက်ကိုပြေးလွှားလိုက်ရင်းကနေကိုပစိုးစားကိုနေမိပြီးဝန်ရထိုးလဲကျသွားရှာတယ်အမလေးသေးပါပြီဗျငါ့ကိုတက်နှင်းသွားကြတယ်အမလေးဗိသိက်မြောက်စားတာအိုသေးတော့မယ်ဒီပွဲလောက်ရုပ်ပြက်စင်ပြနိုင်တာမရှိဘူးဟဲ့လူအုပ်ကြီးကလဲကျနေတဲ့ဗိသိက်ဆရာကြီးကိုကြော်ခွနေရင်နဲ့ဆက်ပြေးကုန်ကြတယ်လုံမလေးရက်လိုက်လုံမလေးရေအဘကိုမတနာဘူးလားလုံမရဲ့မပြေးနဲ့ချွေးမလေးရေရောက်ကတိလည်းမောလာပါပြီရပ်ပါတော့ဟာသူတို့သမီးပွင့်မော်ကရှိုက်ကြီးတငင်ကိုကြွေးရင်းနဲ့ဆက်ပြီးတော့ပြေးနေစေပါတရေကြီးအတားရဲ့မယားလေးပွင့်မော်နင့်ကိုငါပိုင်နေသူမရဲ့နားထဲမှာပဲ့တင်ထက်နေတဲ့ခြောက်ချားဝယ်ရာအတန်ကြီးပွင့်မော်ရေမပြေးပါနဲ့တော့ကွယ်အကိုမဘာဖြစ်ရှိလို့လဲကိုဘာမှလုပ်မိလို့လဲရက်လိုက်ပါပွင့်မော်ရက်လိုက်ပါသူတို့သားချင်းမြန်ရဲ့အတန်ကြောင့်သူတို့သမီးကခြေလမ်းကိုတက်ပြီးအနောက်ကိုလှည့်ကြည့်မိတယ်ဝေဝါးနေတဲ့သူမရဲ့အမြင်အာရုံထဲမှာတော့တရေကြီးအတာအိုးဆောင်နေတဲ့မကောင်းဆိုးဝါးတတိုက်ကကြောင်မက်ဖွယ်အတန်ကြီးတွေနဲ့သူမရဲ့နောက်ကိုပြေးလိုက်လာနေတယ်မလာနဲ့နင်တို့တွေမကောင်းဆိုးဝါးတွေငါဘဝကိုဖျက်ဆီးတဲ့မကောင်းဆိုးဝါးတွေငါကြောက်တယ်မလာကြပါနဲ့မဟုတ်ဘူးလေပွင့်မော်ရဲ့အကိုချင်းမြိုင်တို့ပါပွင့်မော်ရဲ့ရလိုက်ပါပွင့်မော်ရဲ့နော်ဟာတတိထားပွင့်မော်အဲ့မှာသူတို့သားချင်းမြိုင်ရဲ့စိုးရင်တကြီးအတန်နဲ့အတူပွင့်မော်ကရွာထိပ်မှာရှိတဲ့ချောင်းကူတရားပေါ်ကိုရောက်ရှိသွားပြီအဲ့ဒီတသားဆွေးမြင့်နေတဲ့အတွက်ဘယ်သူမှမဖြတ်ဝန်းကြအောင်ဒီအချိန်မှာပဲသူတို့သမီးပွင့်မော်ကအဲ့ဒီတရားအိုကြီးပေါ်ကိုအရှိန်နဲ့ဖြတ်ပြေးလိုက်တယ်ဝုန်းကနေအတန်နဲ့အတူတရားကြီးကကြိုးကျသွားပြီးတော့အမလေးသိပါပြီဟာငါလုံမရေထဲကျသွားပြီလုံမရေသမီးလေးရွှေတစုပ်အနီရောင်နဲ့သူတို့သမီးလေးကချောင်းရည်တွေကိုဘွမ်းကနေကျသွားပါတော့တယ်သူတို့သားချင်းမြန်ရလဲမမျော်လင့်ထားတဲ့အဖြစ်ကြောင့်မလို့မင်သက်နေရကနေတတိဝင်လာပြီးတော့ငါတို့သမီးလေးရေထဲကျသွားပြီပွင့်မော်ကြီးအကိုလာခဲ့မယ်အဲ့ဒီလိုကြွေးကြော်တန်းနဲ့အတူချောင်းထဲကိုကမိုးရှူရိုပြေးဆင်းလိုက်တယ်ရွာသားတချို့ကလည်းရေထဲကိုဝိုင်းဆင်းရင်းနဲ့သူတို့သမီးကိုဆယ်ယူကြကုန်တယ်လူတွေအားလုံးစိုးရိမ်တကြီးနဲ့ချောင်းဆက်ကနေဝိုင်းအောင်ပြီးကြည့်ရှုနေကြတယ်ဖျားလုံမလေးဘာမှမဖြစ်ပါစေနဲ့ငါထင်တဲ့အတိုင်းပါပဲလားမ
နေ့ညတော့အပုပ်နိုင်ရခဲ့တာဒါမင်္ဂလာဝဲအတွက်နမိတ်ဆိုးကြီးပဲစေကြပါဦးလုံမလေးကိုရအောင်ဆယ်ပေးကြပါဦးတကြီးဥပွင့်ကငိုတန်ကြီးနဲ့အော်ဟစ်လိုက်ရှာတယ်ဒီအချိန်မှာပဲသူတို့သားချစ်မြိုင်နဲ့ရွာသားတွေကပွင့်မော်ကိုဆယ်ယူရင်းနဲ့ချောင်းဆက်စီကိုကူးခတ်လာကြတယ်လူအားလုံးလှုပ်လှုပ်ရှားရှားဖြစ်သွားရင်းနဲ့ချောင်းဆက်ကတက်လာတဲ့သူတွေကိုဝိုင်းကူလိုက်ကြပါတယ်ဒါပေမဲ့ရွှေတဆုပ်အနီရောင်နဲ့သူတို့သမီးလေးရဲ့နှလုံးခုန်တန်ကိုတော့ဘယ်သူမှမကြားနိုင်ရှာတော့ပါဘူးအဲ့ဒီအဖြစ်အပျက်တွေဖြစ်ပွားပြီးတော့လာပေါင်းများစွာကြာမြင့်တဲ့အခါမှာတော့စီမီရွာလေးရဲ့ရွာဦးစီရီရှင်ပြင်ပေါ်မှာရဟန်းတစ်ပါးတရားရှုမှတ်နေတယ်လို့ဇေဒီနဲ့မနီးမဝေးနေရာမှာရှိတဲ့ညောင်မင်းကြီးအောက်မှာတော့အယူတယောက်ကငြိမ်သက်စွာငေးငိုင်နေရှာတယ်အဲ့ဒီအချိန်မှာပဲအနီရောင်ဝမ်းဆက်ဆင်မြန်းထားတဲ့မိမပြူတို့ကအဲ့ဒီညောင်မင်းကြီးအနီးကနေဖျက်လျှောက်ရင်းရင်မြင်တော်ပေါ်ကိုတက်ဖို့အတွက်ပြင်လိုက်တယ်ငြိမ်သက်စွာနဲ့ထိုင်နေတဲ့အယူကမိမပြူကိုမျက်တောင်မခတ်ကြည့်ရင်ကနေထခုန်လိုက်တယ်ငါတို့သမီးလေးပြန်လာပြီမပြေးနဲ့လေအရှိမတရားကိုကြီးရှိတယ်ပြန်လာခဲ့ပါငါစီပြန်လာခဲ့ပါတို့သမီးလေးရဲ့တရားဖြုတ်ရာကနေမတက်ရလိုက်တဲ့ယဟန်တော်ကအဲ့ဒီအယူရဲ့အဖြစ်ကိုမြင်တွေ့ရင်စိတ်မသက်မသာဟန်နဲ့ခေါင်းကိုခါရမ်းလိုက်တယ်။အော်တကားချစ်မြန်ရဲ့အပူတွေကမငိမ့်ရှာသေးပဲကိုဦးပစင်ကတော့တရားဓမ္မရိတ်ကိုခိုလုံမိလို့လုံမာလေးပွင့်မော်ရဲ့ရင်နှင့်ပွဲအဖြစ်ဆိုဖြေသိမ့်လို့ရနေပါပြီကွယ်။အေးအနိစ္စဒုက္ခအနတ္တရဟန်းကြီးကအဲ့ဒီလိုရေရွရင်းနဲ့မျက်လွှာကိုချတရားအမှတ်နဲ့ကြွချီသွားပါလေတော့တယ်။သူတို့နှစ်ဦးရဲ့အဖြစ်ပြက်လိုပါပဲ။စီမီရွာလေးရဲ့ခြောက်ချားပွဲဖြစ်ရက်ကလာပြေးလာွယ်ညရီမှာရွာထိတ်ချောင်းကြီးစီကယောက်ျားတစ်ယောက်ရဲ့ရီမောတန်ကြီးကြားရတယ်လို့ရှိုက်ကြီးတငယ်ငိုကြွေးနေတဲ့မိမတစ်ယောက်ရဲ့ငိုကြွေးတံကိုလည်းယနေ့အထိကြားနေရသေးပါပဲ။နားဆင်သူပရိသတ်များရှင်စာရေးသူမအိုစာရေးသားထားတဲ့တရေကြီးအတားဆိုတဲ့ဇာတ်လမ်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီ။နားဆင်အားပေးကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိသလိုစာရေးသူမအိုစာကိုလည်းကျေးဇူးထူးပဲတင်ရှိပါရဲ့ရှင်။နောက်ရက်တွေမှာလည်းခုလိုမျိုးပဲစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းလေးတွေကိုဆက်လက်ပြီးတော့တင်ဆက်ပေးသွားအောင်မှာဖြစ်လို့စောင့်မျှော်နားဆင်အားပေးကြဖို့ဖိတ်ခေါ်ရင်းနဲ့ပဲနှုတ်ဆက်လိုက်ရပါတယ်ရှင်။